သားတိုင်းရဲ့ဘဝမှာနေ့စဉ်နဲ့အမျှထိတွေ့နေရပေမဲ့တကယ်တမ်းကျတော့နားလေရအခက်ဆုံးအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့စိတ်ပါပဲ။ဒီနေ့ podcast မှာတော့ကျွန်တော်တို့ရဲ့အတွင်းသဏ္ဍာန်မှာတကယ်ရှိနေတဲ့အမှန်တရားဆိုလိုတာကတော့ပရမတ္ထတရားတွေအကြောင်းနဲ့စိတ်ရဲ့ထူးဆန်းတဲ့သဘောတဘာဝတွေကိုအသေးစိတ်ကြကြဆွေးနွေးတင်ပြသွားခြင်းပါတယ်ဗျာ။မင်္ဂလာပါ UNTT podcast အစီအစဉ်ကပြန်လဲကြိုဆိုပါတယ်ဗျာ။ပရမတ္ထဆိုတာခိုင်မြဲတဲ့အနှစ်သာရရှိတဲ့အမှန်တရားကိုခေါ်တာပါ။လောကမှာပရမတ္ထတရား၄ပါးရှိတယ်လို့ဆိုကြပါတယ်။စိတ် စေတသိက် ယုတ်နဲ့နိဗ္ဗာန်တို့ပါပဲ။ဒီတရားတွေဟာဘယ်တော့မှမဖောက်ပြန်ပါဘူး။ဥပမာလောဘဆိုတဲ့သဘောကိုကြည့်ပါ။လောဘဟာလိုချင်တက်မှတ်တဲ့သဘောရှိတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူတွေမှာဖြစ်ခဲ့တဲ့လောဘဟာလည်းလိုချင်တက်မှတ်တာပါပဲ။အခုခေတ်လူတွေမှာဖြစ်တဲ့လောဘဟာလည်းဒီလိုချင်တက်မှတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်ပါဘူး။ဒါဟာပရမတ္ထရဲ့မပြောင်းလဲတဲ့သဘာဝပါပဲ။ကျွန်တော်တို့စိတ်အကြောင်းကိုဆက်ပြောကြရအောင်။စိတ်ဆိုတာအာယုံကိုတိတက်တဲ့သဘောကိုခေါ်တာပါ။ဒါပေမဲ့ဒီတိတာဟာအမှန်အမှန်ကိုခွဲခြားတတ်တဲ့ဉာဏ်အတိမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။အာယုံတစ်ခုခုနဲ့တွေးလိုက်တဲ့အခါတိလိုက်ယုံတတ်သဘောကိုသာစိတ်လို့ခေါ်တာပါ။လူတော်များများကစိတ်ဟာအဝေးကအာယုံတွေကိုလှမ်းယူတဲ့အခါထိုအာယုံရှိရာစီကိုစိတ်ကတကယ်ရောက်သွားတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့စိတ်ဟာအဝေးကြီးကိုရောက်သွားတာမဟုတ်ပါဘူး။လက်ရှိနေရာမှာတင်အာယုံကိုလှမ်းပြီးတိလိုက်တာသာဖြစ်ပါတယ်။စိတ်ရဲ့မြန်ဆန်ပုံကတော့အံ့ဩစရာပါပဲ။ကျွန်တော်တို့လက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်လေးအတွင်းမှာတင်စိတ်ပေါင်းကလေးတစ်သိမ်းမကဖြစ်ပြန်သွားနိုင်ပါတယ်။ဒီလောက်မြန်နေတော့စိတ်တွေဟာပြိုင်ပြီးဖြစ်နေသလားလို့ထင်ရပေမဲ့တကယ်တော့စိတ်ဟာတစ်ကြိမ်မှတစ်ခုပဲဖြစ်ပါတယ်။အာယုံတွေကိုလည်းတပြိုင်တည်းအများကြီးသိနိုင်တာမဟုတ်ပါဘူး။စိတ်ဖြစ်ပြတ်တာကအင်မတန်မြန်ဆန်လွန်းလို့သာအာယုံအများကြီးကိုတပြိုင်တည်းသိနေတယ်လို့ထင်ရတာပါ။ရုပ်ဝတ္ထုတွေစုပေါင်းလိုက်ရင်ပုံသဏ္ဍာန်တစ်ခုပေါ်လာတတ်ပေမဲ့စိတ်မှာတော့အထက်ကိုပုံသဏ္ဍာန်မရှိပါဘူး။စိတ်ဟာခန္ဓာကိုယ်ရဲ့နှလုံးအိမ်မှာအဖြစ်များလေလို့ဆိုကြပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ရုပ်ချင်းမတူတယ်လို့ပဲစိတ်ချင်းလည်းမတူကြပါဘူး။ဒါပေမဲ့ထူးခြားတာကရုပ်အစင်းကိုပြုပြင်လို့ရတယ်လို့ပဲကျွန်တော်တို့ရဲ့စိတ်ကိုလည်းပြုပြင်လို့ရပါတယ်။စိတ်ကိုဘာကြောင့်ပြုပြင်တင်တာလဲဆိုရင်စိတ်ဟာလေ့ကျင့်ပြီးရင်ကျေးလာတယ်လို့ပါပဲ။စိတ်ကိုမပြုပြင်ပဲလွတ်ထားရင်မကောင်းမှုတွေစီကိုအလွယ်တကူရောက်သွားနိုင်ပါတယ်ရှေးခေတ်ကမင်းလင်းတာမင်းကြီးဟာလည်းသူ့ရဲ့စိတ်ကိုပြုပြင်ဖို့ကြိုးစားခဲ့သူပါသူဟာစိတ်ကိုထိန်းချုပ်ဖို့အတွက်တတိနဲ့အမြဲစောင့်ကြည့်တဲ့နေကိုအသုံးပြုခဲ့ပါတယ်စိတ်ဆိုတာမြင်းရိုင်းတကောင်လိုပါတယ်ဆက်ကြိုးနဲ့တေချာထိန်းချောင်းမှသာကျွန်တော်တို့လိုရာခရီးကိုဘေးကင်းကင်းနဲ့ရောက်နိုင်မှာဖြစ်ပါတယ်မင်းလင်းတာမင်းကြီးဆိုတာသမိုင်းမှတ်တမ်းတွေအရဂရိနွယ်ဘွားလူသိများပြီးအင်အားကြီးဘရင်တစ်ပါးပါသူဟာမဟာအလက်ဆန်ဒါမင်းကြီးရဲ့အိန္ဒိယကျူးကျော်စစ်အပြီးကြံရစ်ခဲ့တဲ့အိန္ဒိယဂရိနွယ်ဘွားဖြစ်ပြီးယနေ့ခေတ်ပါကစ္စတန်နဲ့အိန္ဒိယမြောက်ပိုင်းဒေသတွေကိုအုပ်စိုးခဲ့သူပါသူရဲ့ဂရိနွယ်ဘွားဖြစ်မှုကိုသက်သေပြနေတဲ့အချက်၃ချက်ရှိပါတယ်ပထမအချက်ကကျမ်းဂန်အထောက်ထားပါမင်းလင်းဒါပညာကျမ်းမှာမင်းကြီးကိုယောနကမင်းလိုအတိအလင်းသုံးလုံးထားပြီးသူ့ရဲ့မွေးရမည်ဟာလည်းဂရိယဉ်ကျေးမှုထွန်းကားခဲ့တဲ့အလတန်တာကျွန်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒုတိယအချက်ကရှေးဟောင်းဒင်္ဂါပြားတွေပါမင်းကြီးလက်ထက်ကထောက်ခဲ့တဲ့ဒင်္ဂါပြားတွေရဲ့တစ်ဖက်မှာဂရိဘာသာစကားနဲ့ရေးထိုးထားတာကိုယနေ့တိုင်တွေ့ရှိရပါတယ်တတိယအချက်ကတော့သမိုင်းမှတ်တမ်းတွေပါဂရိသမိုင်းပညာရှင်စထရာဘိုရဲ့မှတ်တမ်းတွေမှာလည်းဒီမင်းကြီးဟာအနောက်တိုင်းဂရိပညာနဲ့အရှေ့တိုင်းဗုဒ္ဓဓမ္မကိုပေါင်းကူးခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတဦးလို့ဆိုရမှာဖြစ်ပါတယ်ရှေးခေတ်ကဂရိနွယ်ဘွားတာဂလမင်းကြီးမီလင်းဒဘရင်ကြီးဟာပညာရှိလုံးလို့ဘသူနဲ့ပဲရင်ပြိုင်ပြောဆိုရပါစေအမြဲတမ်းအနိုင်ရခဲ့သူပါဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ငြိမ်းချမ်းမှုမရှိဘဲပူလောင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှင်နာဂသေနဆိုတဲ့ယဟန္တာအရှင်မြတ်နဲ့တွေ့ဆုံပြီးစိတ်ရဲ့နက်နဲပုံတွေကိုအမင်းအဖြစ်ပြုခဲ့ကြပါတယ်မင်းကြီးကအရှင်ဗျာစိတ်ဆိုတာကိုဘယ်လိုသိနိုင်မလဲလို့မေးတဲ့အခါအရှင်နာဂသေနကအာယုံကိုသိတတ်တဲ့သဘော
ဝိဇာနနာလက္ခဏာလို့ဖြေခဲ့ပါတယ်မင်းလိန်ဒါမင်းကြီးဟာဒီအဖြေကိုရယုံနဲ့မကျေနပ်ပဲစိတ်ကိုဘလို့စောင့်ကြည့်ရမလဲဆိုတာကိုလက်တွေ့ဆန်းနဲ့မေးမြန်းခဲ့ပါတယ်ဒီနေရာမှာအရှင်နာဂတင်နပေးခဲ့တဲ့ဥပမာတစ်ခုကတော့မြို့ဆောင်တကားမှုဥပမာပါပဲမြို့တကားမှာထိုင်နေတဲ့တကားမှုဟာမြို့ထဲကိုဝင်လာတဲ့သူတိုင်းကိုအသေးအချာကြည့်နေတယ်လို့မျိုးကျွန်တော်တို့စိတ်ထဲကိုဝင်လာတဲ့အတွေးတွေစေတသိက်တွေကိုတတိနဲ့စောင့်ကြည့်ဖို့သင်ကြားပေးခဲ့ပါတယ်တတိဆိုတဲ့တကားမှုသာမရှိရင်လောဘဒေါသမောဟဆိုတဲ့ရန်သူတွေဟာကျွန်တော်တို့စိတ်တကားကနေအလွယ်တကူဝင်ရောက်ပြီးဖျက်ဆီးပစ်မှာဖြစ်ပါတယ်မေလင်းဒါမင်းကြီးဟာသူ့ရဲ့စိတ်ကိုပြုပြင်ရမှာအထူးသဖြင့်ယုံရမတန်တရားဝိจิตကိစ္စကိုအနိုင်ရဖို့အားထုတ်ခဲ့ပါတယ်သူဟာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတန်တရားတွေအများကြီးရှိခဲ့သူပါအရှင်နာဂတေနကမင်းကြီးရေနောက်နေရင်ရေထဲကပလဲတွေခရုတွေကိုမမြင်နိုင်တယ်လို့ပဲစိတ်ထဲမှာတန်တရားတွေနောက်ကျနေရင်လည်းအမှန်တရားကိုမမြင်နိုင်ဘူးလို့မိန့်ကြားခဲ့ပါတယ်ဒါကြောင့်မင်းကြီးဟာစိတ်ကြည်လင်စေတဲ့တရားတရားကိုအခြေခံပြီးစိတ်ကိုပြုပြင်ခဲ့ပါတယ်ယနေ့ခေတ်ကျွန်တော်တို့ဘဝတွေမှာလည်းမေလင်းဒါမင်းကြီးလိုပဲစိတ်တွေဟာမတည်ငြိမ်ပဲဟိုရောက်ဒီရောက်ချစ်နေတတ်ပါတယ်အရှင်နာဂတေနကစိတ်ကိုမြောက်နဲ့ဥပမာပေးခဲ့တယ်လို့ပါပဲမြောက်တကောင်ဟာတိကွိုင်ကိုကိုင်ရင်နောက်တစ်ခုကိုလမ်းကိုင်တယ်လို့မျိုးကျွန်တော်တို့စိတ်ဟာလည်းအာယုံတစ်ခုပြီးတစ်ခုကူးပြောင်းနေပါတယ်ဒီလိုကူးပြောင်းနေတဲ့စိတ်ကိုပြုပြင်ဖို့ဆိုတာအလေးအကျင့်လိုအပ်ပါတယ်မင်းလင်ဒါမင်းကြီးဟာနောက်ဆုံးမှာတော့တရားစကားတွေရဲ့အကျိုးကြောင့်စိတ်ကိုယဉ်ကျေးအောင်လှည့်ကျင့်နိုင်ခဲ့ပြီးတတိဆိုတဲ့တကားမှုကိုအမြဲအလို့ပေးထားနိုင်ခဲ့ပါတယ်ကျွန်တော်တို့လည်းအပြင်ဘက်အသွင်အပြင်ကိုပြုပြင်ဖို့ဂရုစိုက်တယ်လို့မျိုးမိမိရဲ့စိတ်တကားကိုဘသူတွေဝင်ထွက်နေတယ်လဲဆိုတာကိုတတိကပ်ပြီးစောင့်ကြည့်ရပါမယ်မကောင်းတဲ့ရန်သူဝင်လာရင်တားရှိမယ်ကောင်းတဲ့မိတ်ဆွေဝင်လာရင်ကြိုဆိုမယ်အဲ့ဒီလိုလက်တွေ့ကြကြစောင့်ကြည့်ပြုပြင်ခြင်းဟာမင်းလင်သားမင်းကြီးရှောင်းလန်းခဲ့တဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာလည်းပဲပြင်ကိုယ်တဘိုးအရာတော့ဖြူပုံးကားချက်တစ်ခုလိုဖြူစင်းနေတတ်ပါတယ်ဒါပေမဲ့ဒီစိတ်ဖြူဖြူလေးကိုအကောင်းအဆိုးကွေးပြားသွားစေတာကတော့စိတ်ကိုလာရောက်ချေလေတဲ့စေတသိက်ဆိုတဲ့သဘောတရားတွေကြောင့်ပါပဲအထူးသဖြင့်စိတ်ကိုညှဉ်းနှွမ်းစေတဲ့အကုသိုလ်စေတသိက်14ပါးဟာကျွန်တော်တို့ရဲ့ဘဝကိုအမောင်ချပစ်တတ်ပါတယ်ယနေ့ခေတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတဦးနဲ့တဦးတိုက်ခိုက်နေကြတာအမုန်းစကားတွေပြောနေကြတာဟာဒီစေတသိက်ဆိုးတွေရဲ့ခြေလွယ်မှုကိုခံနေရတာပဲဖြစ်ပါတယ်အဲ့ဒီအကုသိုလ်တရားတွေထဲမှာအခြေခံအကျဆုံးကတော့မောဟပါပဲမောဟဆိုတာအမှန်တရားကိုမသိအောင်ဖုံးကွယ်ထားတဲ့အမိုက်မောင်သဘောပါဒီနေရာမှာတခုသတိပြုရမှာကမတင်ဘူးတဲ့အတတ်ပညာကိုမသိတာမလျော်ဖူးတဲ့အရက်ကိုမသိတာမျိုးကမောဟမဟုတ်ပါဘူးသစ္စာလေးပါးအစရှိတဲ့အမှန်တရားကိုမသိတာအကြောင်းအကျိုးကိုမသိတာကိုသာမောဟလို့ခေါ်တာပါကျွန်တော်တို့ပုထုဇဉ်တွေဟာကုသိုလ်ကောင်းမှုလုပ်နေတဲ့အချိန်မှာတော့မှကိလေသာကိုအမြင့်ပြတ်မပယ်တတ်နိုင်သေးတဲ့အတွက်အနုတ္တိယလို့ခေါ်တဲ့ကိန်းဝဲနေတဲ့မောဟတတ်ဟာစိတ်အောက်ခြေမှာအမြဲရှိနေတတ်ပါတယ်တာတကအနေနဲ့ဟရိတစဝတ္ထုကိုကြည့်ရင်မောဟရဲ့အင်အားကိုမြင်နိုင်ပါတယ်ဇံရရတိကြီးဖြစ်ပါလျက်နဲ့အာယုံကာမဂုဏ်ရဲ့အနှောင့်အဖွဲမှာမိန်မောသွားတဲ့အခါမိမိရရှိထားတဲ့တဟိုးဇံတွေပါကွယ်ပြောက်သွားခဲ့ရပါတယ်ဒါဟာအမားကိုအမားမှန်းမသိအောင်ဖုံးလွှမ်းသွားတဲ့မောဟရဲ့သဘောပါပဲယနေ့ခေတ်မှာလည်းကိုပညာတက်လို့ဆိုကြပေမဲ့အမားနဲ့အမှန်ကိုမခွဲခြားနိုင်ပဲဒုစရိုက်အမှုတွေကိုရဲရဲဝံ့ဝံ့ကျူးလွန်နေကြတာဟာအဟိရိကမရှက်ခြင်းနဲ့အနော့တပမလန့်ခြင်းကြောင့်ပါပဲဒီနေရာမှာမရှက်မလန့်ဘူးဆိုတာကတရားနာကိုရှက်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးအာကုသိုလ်ဒုစရိုက်အမှုတွေကိုလောက်ရမှာကိုမရှက်တာအဲ့ဒီအာကုသိုလ်ကြောင့်ရလာမယ့်ဘေးကြီး၄ပါးဖြစ်တဲ့ကိုပြန်ကဲ့ရတာတဲ့ဘေးသူတစ်ပါးကဲ့ရတာတဲ့ဘေးမင်းပြင်းမင်းတန်ဘေးနဲ့အပေဘေးတွေကိုမကြောက်တာကိုဆိုလိုတာပါစိတ်ရပြန်လွင့်မှုပဋိကြကိုတော့ပြာပုံကိုခဲနဲ့ပေါင်ရင်ပြာတွေလွင့်ပြန်သွားတယ်လို့မျိုးဥပမာပေးလိရှိပါတယ်ဆွေမျိုးပျက်စီးတာစီးစိမ်ပျက်စီးတာတွေကြောင့်စိတ်မတည်ငြိမ်ပဲဟိုသွားခြင်းတီသွားခြင်းဖြစ်နေတာဟာလေဒီပြန်လွင့်မှုသဘောပါပဲနောက်ထပ်သတိထားရမှာကလောဘပါလောဘကိုတဏှာရာဂအဘိဓါလို့နာမည်အမျိုးမျိုးခေါ်ကြပါတယ်ဒါပေမဲ့ကုသိုလ်လုပ်ချင်တာနိဗ္ဗာန်လိုချင်တာမျိုးကတော့
လောဘမဟုတ်ပဲစန္ဒလို့ခေါ်တဲ့အလုံးလုံးချင်တဲ့သဘောသာဖြစ်ပါတယ်။သို့တော်လည်းဇနီးမောင်နှံတဲ့နောင်ဘဝအဆက်ဆက်မခွဲချင်ဘူးလို့ဆူတောင်းတဲ့အခါမှာတော့လောဘသဘောအပြင်တန်ရိုးခြင်းအနှောင်အဖွဲတွေပါဝင်နေတတ်ပါတယ်။အကုသိုလ်တွေထဲမှာဒေါသကလည်းကြောက်စရာကောင်းပါတယ်။ဒေါသဆိုတာခက်ထန်းကြမ်းတမ်းတာတည်းမဟုတ်ပါဘူး။စိတ်မချမ်းသာတာစိတ်အားငယ်တာစိတ်ညစ်တာတွေဟာလည်းဒေါသရဲ့အနွယ်အပွားတွေပါတယ်။သူတစ်ပါးရဲ့ကျေးဇူးကိုချီးဖြတ်တဲ့မခသူတစ်ပါးနဲ့ဂုံပြိုင်တဲ့ပလာတသူတစ်ပါးစည်းစိမ်ကိုမနာလိုရဲ့အိတ်တာကိုယ်စည်းစိမ်ကိုဝင်တိုးတဲ့မိတ်ဆွေရ၅ပါးစတာတွေဟာကျွန်တော်တို့ရဲ့စိတ်ကိုအစိတ်အတောက်ချစ်စေပါတယ်။ယနေ့ခေတ်ကိုမြောက်ပင်ပြောဆိုပြီးသူတစ်ပါးကိုနှင်ချတတ်တဲ့အတုကတန်တနာနဲ့ပရဝိပနာအပြောဆိုတွေဟာလူမှုပတ်ဝန်းကျင်ကိုပျက်စီးရဲ့အထူးအကြောင်းရင်းတွေခင်နေပါတယ်။စိတ်ချမ်းသာဖို့ဆိုရင်လောကဓာတ်ရှိပါလက်ပြခြင်းမရခြင်းအချမ်းရံရှိခြင်းမရှိခြင်းကဲ့ရဲ့ခံရခြင်းချီးမွမ်းခံရခြင်းချမ်းသာခြင်းဆင်းရဲခြင်းကိုနားလည်ထားဖို့လိုပါနဲ့အထူးသဖြင့်အကဲ့ရဲ့ခံရတဲ့အခါမှာမြတ်စွာဘုရားရှင်တော်မှာအကဲ့ရဲ့ခံခဲ့ရသေးတာပဲလို့နှလုံးသွင်းပြီးတီးခတ်နိုင်ရပါမယ်အတိတ်ကလွတ်ခင်းမိတဲ့အကုသိုလ်တွေအတွက်ကုတ်ကစားလို့ခေါ်တဲ့နောင်တွေနဲ့ပူပန်နေမဲ့အစားနောင်မှာဒီလိုမဖြစ်စေရဘူးလို့ဆုံးဖြတ်ပြီးလက်စီမှာကုသိုလ်တရားတွေကိုပို့ပြီးအားစိုက်လှုပ်ဆောင်တာကသာအမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါလေစိတ်ကိုထိုင်းမိုင်းစေတဲ့ဌိနမိတ်တာနဲ့ယုံမာတန်တရားဖြစ်တဲ့ဝိစီကိစ္စတရားတွေကိုပယ်ခွာပြီးစိတ်ကိုအစဉ်အမြဲနိုးကြားကြည်လင်အောင်ထားရှိမှသာကျွန်တော်တို့ရှာဖွေနေတဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်မှာဖြစ်ပါလေကျွန်တော်တို့အရှိမစိတ်ကိုညှဉ်းနှွမ်းစေတဲ့အကုသိုလ်တွေအကြောင်းပြောခဲ့ပြီးပြီဆိုတော့အခုတစ်ခါမှာတော့စိတ်ကိုပြန်လဲကြည်လင်စေပြီးအလင်းရောင်ဖေးမဲ့တောဘာနာစေတသိက်လို့ခေါ်တဲ့စိတ်ကောင်းဝိညာဉ်ကောင်းတွေအကြောင်းစကြရအောင်ပါမိလိန်ဒမင်းကြီးကအရှင်နာဂသေနတ်ကိုမေးခဲ့ဘူးတဲ့မေကုန်းတွေထဲမှာအရေးကြီးဆုံးကတော့တရားအကြောင်းပါပဲတရားဆိုတာယုံကြည်တာတွေမဟုတ်ပဲစိတ်ကိုကြည်လင်စေတဲ့သဘောရှိပါတယ်အရှင်နာဂသေနတ်ကရည်ကြည်ပြတ်ဥဒကပတတကကြောက်မြတ်နဲ့ဥပမာပေးခဲ့ပါတယ်နောက်ကြည့်နေတဲ့ရေထဲကိုအဲ့ဒီကြောက်လေးထည့်လိုက်ရင်အနယ်တွေအောက်ကိုကျသွားပြီးရေဟာချက်ချင်းကြည်လင်သွားသလိုမျိုးပါပဲတဲ့ဒီနေရာမှာမေးစရာလေးရှိလာပါပြီကြောက်ကလေးထည့်ရင်ရေကဘာကြောင့်ကြည်တယ်လဲပေါ့ရေနောက်တယ်ဆိုတာရေထဲမှာမျက်စိနဲ့မမြင်နိုင်တဲ့ရွှင်ဆေးမုံလေးတွေဖုံမုံလေးတွေကလွင်မြောနေတာပါဒီအမုံလေးတွေမှာ negative charge ရှိနေတော့တစ်ခုနဲ့တစ်ခုတွန်းကန်နေပြီးအောက်ကိုမကြားပဲရေထဲမှာပြန့်နေတာဖြစ်ပါလေအဲ့ဒီရေကြီးကြောက်ဥပမာခဲပုတ်ကိုရေထဲထည့်လိုက်တဲ့အခါသူ့မှာပါတဲ့ positive charge ဖိုဓာတ်တွေကရေထဲကအမှုန့်လေးတွေကိုသွားဆွဲကပ်ပါတယ်အမှုန့်လေးတွေအချင်းချင်းပူးကပ်သွားပြီးလေးလံလာတဲ့အခါအနယ်အညစ်အခြေရေအောက်ကိုချက်ချင်းထိုင်သွားတဲ့ကြောင့်ရေကအပေါ်ယံမှကြည်လင်သွားတာဖြစ်ပါတယ်ယနေ့ခေတ်ရေပေးဝေရေစနစ်တွေမှာလည်းရေကန်ကြီးတွေထဲကရေနောက်တွေကိုကြည်အောင်လုပ်ဖို့ aluminum sulfate ခဲပုတ်ကိုအဓိကသုံးနေစေပဲဖြစ်ပါတယ်ဒါကြောင့်ကြောက်ကလေးထည့်လိုက်တာနဲ့ရေကြည်သွားတယ်ဆိုလားဟာမော်အတက်မဟုတ်ပဲရူပဗေဒနဲ့ဓာတုဗေဒသဘောတရားအရာလုံးဝမှန်ကန်တဲ့အချက်ပဲဖြစ်ပါတယ်ဥပမာလေးပြရရင်ရေနောက်ချင်းဆိုလားကိလေသာအညစ်အကြေးတွေကြောင့်စိတ်နောက်ကျနေခြင်းပဲဖြစ်ပါတယ်ကြောက်ပြစ်ထဲခြင်းဆိုတာကစစ်မှန်တဲ့တရားတရားစိတ်ထဲမှာဖြစ်ပေါ်လာခြင်းပါပဲအနေထိုင်သွားခြင်းကတော့တရားတရားကြောင့်လောဘဒေါသအနေတွေငြိမ်သက်သွားပြီးစိတ်ဝိညာဉ်ချက်ချင်းကြည်လင်တန့်ရှင်းသွားခြင်းမျိုးပါဒါကြောင့်ကျွန်တော်တို့ဟာရေနောက်ကိုကြည်အောင်လုပ်ဖို့ခဲဖို့ခတ်တယ်လို့ပဲအကုသိုလ်တွေနဲ့နောက်ကြည့်နေတဲ့ကျွန်တော်တို့ရဲ့စိတ်အိုင်ကိုကြည်လင်လာဖို့ဆိုရင်တရားဆိုတဲ့ကြောက်မြတ်လေးကိုစိတ်ထဲမှာခတ်ပြီးဖို့လိုပါတယ်ကျွန်တော်တို့စိတ်ထဲမှာတရားတရားရှိနေရင်ကိလေသာအနေအညစ်တွေငြိမ်သက်သွားပြီးစိတ်ဟာတခဏချင်းကြည်လင်လာပါတယ်ယနေ့ခေတ်မှာဘာသာမိတ်တွေဒါမှမဟုတ်မိဖအယူရှိသူတွေကစွန့်ကြဲပေးကမ်းတာမျိုးလုပ်တဲ့အခါသူတို့မှာတရားတရားမရှိပေမဲ့သူတို့လုပ်တဲ့
ပေးကမ်းခြင်းဆိုတဲ့အပြုအမူကြောင့်တော့အကျိုးပေးဝိပတ်ကိုရရှိနိုင်ပါတယ်။ဒါပေမဲ့တရားတရားမပါတဲ့အတွက်စိတ်ရဲ့စစ်မှန်တဲ့ကြည်လည်မှုကိုတော့အပြည့်အဝမရနိုင်ပါဘူး။ဒီနေရာမှာတရားစိတ်နဲ့လှူတာမဟုတ်ဘူးလားလို့မေးခွန်းထုတ်ဖွယ်ကလည်းရှိနေပါပြန်တယ်။တရားစိတ်ဆိုတာကိုဗုဒ္ဓကျမ်းဂန်တရားအရာအဓိကအင်္ဂါ2မျိုးရှိပါတယ်။တမ္ပစာဒနာကြည်လင်စေခြင်းရေကြည်ကြောက်ဥပမာလိုပဲစိတ်ထဲမှာကိလေသာအနေအညစ်တွေကင်းပြီးကြည်လင်နေတဲ့သဘောတမ္ပခန္ဓနာတဝင်ယုံကြည်ခြင်းကံဤအကျိုးသို့မဟုတ်ယရနာ၃ပါးရဲ့ဂုဏ်ကျေးဇူးကိုအမှန်တကယ်ယုံကြည်ပြီးစိတ်ကအဲ့ဒီအပေါ်မှာခိုင်ခိုင်မာမာတက်ဝင်နေတဲ့သဘောပါဘာသာကြားတစ်ယောက်ကသူတစ်ပါးကိုတနာလို့ပဲဖြစ်ဖြစ်ကူညီခြင်းလို့ပဲဖြစ်ဖြစ်ပေးကမ်းတဲ့အခါသူတို့မှာစေတနာနဲ့ကရုဏာဆိုတာရှိပါတယ်ဒါဟာအလွန်ကောင်းတဲ့ကုသိုလ်စိတ်ပါဒါပေမဲ့အဘိဓမ္မာအရာတရားလို့ခေါ်ဟိုကြတော့အချက်တစ်ချက်လိုနေပါတယ်အဲ့ဒါကတော့ကမ္မတကတရားကံဤအကျိုးကိုယုံကြည်မှုပါဗုဒ္ဓဘာသာမှာတရားလို့ပြောလိုက်ရင်ငါလှူလိုက်တဲ့ဒီအမှုဟာအကျိုးရှိတယ်ငါရဲ့ကံပဲလို့အတိညာနဲ့ယင်တဲ့ယုံကြည်မှုပါဝင်ပါတယ်ဘာသာကြားတဲ့ကံဤအကျိုးကိုမယုံကြည်ပဲသို့ဟုတ်တခြားဖန်ဆင်းခြင်းကိုယုံကြည်ပြီးလှူဒန်းရင်အဲ့ဒီစိတ်ဟာအဒေါသမေတ္တာတနာခြင်းသို့မဟုတ်အလောဘမတွန့်တော်ခြင်းစေတသိက်တွေကြောင့်ဖြစ်တာပါစိတ်ကတော့ကောင်းပါလေဒါပေမဲ့ဗုဒ္ဓဘာသာကတတ်မှတ်တဲ့ယတနာ၃ပါးနဲ့ကံဤအကျိုးကိုကြည်လင်စွာတက်ဝင်ခြင်းဆိုတဲ့တရားအစစ်တော်မဟုတ်သေးပါဘူးတရားမရှိပဲပေးကမ်းလို့ရသလားဆိုရင်ရပါတယ်ဥပမာတနာလို့ပေးတာဟာဂယုနာစိတ်ပါဂုံလိုခြင်းလို့ပေးတာဟာလောဘစိတ်ပဲပေးတာပါအလူတော်ထည့်ပေမဲ့အာကုသိုလ်စီတသိက်ချဲလဲနေတာပါဝတ္တရားအရာပေးတာဟာစေယနာတတ္တပါဒါကြောင့်ဘာသာကြားနေမှာပေးကမ်းခြင်းတဲ့စိတ်ရှိတာမှန်ပေမဲ့အဲ့ဒီစိတ်ထဲမှာအမှန်တရားကိုကြည်ကြည်လင်လင်တဝင်ယုံကြည်လေတရားကိန်းမကိန်းဘူးဆိုတာကတော့သူတို့ရဲ့အယူဆပေါ်မှာမူတည်သွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အရင်ကြီးတဲ့အရာကတော့တတိပါပဲတတိဆိုတာမကောင်းမှုကိုရှောင်ဖို့အမှတ်ရနေတာမျိုးပါမကောင်းမှုလုပ်ဖို့အကွက်ချစီစဉ်နေတာကိုအမှတ်ရနေတာမျိုးကတော့တတိအစစ်မဟုတ်ပဲမိစ္ဆာတတိတာဖြစ်ပါတယ်အလားတူပါပဲလူအများရှိမှစကားပြောရမှာရှောက်ရွံ့တာလူတော့မတိုးဝန့်တာမျိုးဟာဟီရီအုတ်တပါအရှက်အကြောက်အစစ်မဟုတ်ပါဘူးအဲ့ဒါကတော့ကိုယုံကြည်မှုအားနည်းတယ်ဘယတို့ခေါ်တဲ့ကြောက်ရွံ့မှုသာဖြစ်ပါတယ်ဟီရီအုတ်တပါအစစ်ဆိုတာကတော့အာကုသိုလ်ဒုစရိုက်လုပ်ရမှာကိုဂုံတိတ်ခါနဲ့မတန်ဘူးဆိုပြီးရှက်တာအဲ့ဒီအာကုသိုလ်ရဲ့အကျိုးဆက်ကိုကြောက်တံမျိုးကိုသာဆိုလိုတာပါကျွန်တော်တို့ဘဝမှာတရားနဲ့ပညာကိုမျှတကောက်ထိန်းကျောင်းဖို့လည်းလိုပါတယ်တရားပဲလွန်ခဲ့ပြီးပညာမပါရင်အကန်းယုံယွန်းတတ်တယ်လို့ပညာပဲလွန်ခဲ့ပြီးတရားမပါရင်တော့ကောက်ချစ်ဆင်းလဲလဲဘက်ကိုရောက်သွားတတ်ပါတယ်ဒီနှစ်ခုညီမျှမှသာအစွမ်းကုန်အကျိုးကျေးဇူးကိုရနိုင်မှာပါဥပမာမေတ္တာထားတဲ့အခါမှာလည်းမေတ္တာအတူနဲ့အစစ်ကိုခွဲခြားတတ်ရပါမယ်ဆွေမျိုးတွေဇနီးမောင်နှံတွေအပေါ်မှာထားတဲ့ချစ်ချင်းဟာမေတ္တာအစစ်တဲ့ပီတိနဲ့တဏှာရောနေတန်ရောစဉ်ဖြစ်ဖို့များပါတယ်ဒါပေမဲ့တန်ရောစဉ်ကြားကနေမေတ္တာအစစ်ဖြစ်နိုင်မလားဆိုရင်ဖြစ်နိုင်ပါတယ်တာရကအနေနဲ့မြတ်စွာဘုရားလက်ထက်ကနကုလပိတာနဲ့နကုလမာတာတို့ဇနီးမောင်နှံကိုကြည်ပါသူတို့ဟာတအိုးပေါ်တအိုးတန်ရောစဉ်ရှိကြပြီမဲ့တဖတ်ထားရဲ့ခေါင်းကျိုးကိုပဲလိုလားတဲ့တဦးနဲ့တဦးတရားလမ်းကြောင်းပေါ်မှာကူညီဆောင်ရှာတဲ့မေတ္တာအစစ်တို့လည်းထားရှိနိုင်ခဲ့ကြပါတယ်ဒါဟာမေတ္တာချစ်ချင်းကရုဏာတနာခြင်းမုဒိတာဝမ်းမြောက်ခြင်းနဲ့ဥပိ္ပခာအလဲအလတ်ထားခြင်းဆိုတဲ့ဗြဟ္မဆိုတရား၄ပါးကိုလက်တွေ့ကျင့်သုံးပြခဲ့တာပါကျွန်တော်တို့မေတ္တာပို့တဲ့အခါအဝေရာဟွန်တူဆိုတာကမေတ္တာပို့တာပါဒုက္ခမုတ်ချမ်းတူဆိုတာကကရုဏာပို့တာဖြစ်ပြီးယထာလတ္တတံပတိတော်မာဝိကစန္တုဆိုတာကမုဒိတာပို့တာဖြစ်ပါတယ်နောက်ဆုံးကမ္မစကအလူစင်ကျင်တာကတော့ဥပိ္ပခာပို့တာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အမူအရာအားဖြင့်ပြုပြင်ရမယ်ဝိရတိ၃ပါးအကြောင်းပြောပြခြင်းပါတယ်မဟုတ်တာမပြောတာကစမ္မာဝါစာမဟုတ်တာမလုပ်တာကစမ္မာကမ္မန္တာနဲ့မဟုတ်တဲ့နည်းနဲ့ဝိုင်းမကြောင်းတာကစမ္မာအာជីဝပါဒီနေရာမှာအခွင့်အရေးကြုံလာပေမဲ့
ကိုကျင်တရားကိုငယ်ပြီးရှောင်ကျင်လိုက်တာကိုတန်ပတ်တာဝီရတိလို့ခေါ်ပြီးအစဉ်အမြဲစောက်တည်ထားတာကိုတော့စမာဒါနဝီရတိလို့ခေါ်ပါတယ်။အဲ့ဒီအာကုသိုလ်တွေကိုအမြင့်ပြတ်တတ်လိုက်တာကတော့စမုတ်စေတာဝီရတိပါပဲ။ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာဒီလိုစိတ်ကောင်းစေတဲ့တိတ်တွေကိုအာယုံစိုက်ပြီးပြုခင်ယူမယ်ဆိုရင်မလင်ဒမင်းကြီးလိုပဲအမောင်ထဲကနေအလင်းကိုရှာဖွေတွေ့ရှိနိုင်မှာပါဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့စိတ်ဟာအာယုံတစ်ခုနဲ့တွေ့လိုက်တိုင်းမှာငြိမ်သက်မနေဘဲနဲ့အမြဲတမ်းတုံ့ပြန်မှုတွေရှိနေပါတယ်။ကျွန်တော်တို့တွေစိတ်ရဲ့အတွင်းပိုင်းယန္တနာတွေဖြစ်တဲ့စေတနာဝီရိယနဲ့ပညာကဘလို့ပြောင်းလဲပစ်နိုင်တယ်လဲဆိုတာကိုဆွေးနွေးတော့ပါမယ်။ကျွန်တော်တို့ဘဝဆိုတာအပြင်ပန်းအခြေအနေတွေထက်စိတ်အတွင်းပိုင်းမှာဘလို့စီမံခန့်ခွဲနေတယ်လဲဆိုတာပေါ်မှာပိုပြီးမူတည်နေပါတယ်။စိတ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုရင်ပထမဆုံးဖတ်တာလို့ခေါ်တဲ့တွေ့ထိမှုရှိရပါမယ်။ဒါဟာယနေ့ခေတ်စီးပွားရေးလောကမှာဆိုရင် market contact တော့မဟုတ်အချက်အလက်တွေနဲ့ထိတွေ့လိုက်တယ်လို့မျိုးပါ။အဲ့ဒီလိုထိတွေ့မိရင်ကောင်းခြင်းစူးခြင်းဆိုတဲ့ဝေဒနာခံစားချက်ပေါ်လာပြီးအဲ့ဒီအချက်လက်ကိုပညာကမှတ်သားထားလိုက်ပါတယ်။ပညာရဲ့မှတ်သားမှုဟာအမတန်အရေးကြီးပါတယ်။အချက်လက်တစ်ခုကိုအမှားမှတ်မိလိုက်ရင်ဆုံးဖြတ်ချက်တွေပါအမှားသွားနိုင်လို့ပါ။ဒီနေရာမှာစိတ်ရဲ့အဓိကအမှုဆောင်အရာရှိကတော့စေတနာပါပဲ။မီလင်ဒါပညာချမ်းမှာအရှင်နာဂတေနာကစေတနာကိုလယ်သမားကြီးနဲ့ဥပမာပေးခဲ့ပါတယ်။လယ်သမားကြီးဟာလယ်ကွက်သေးကိုရေသွင်းတဲ့အခါရေတွေဟာနေတဲ့နေရာစီကိုစီးဆင်းသွားတယ်လို့မျိုးစေတနာဟာလည်းကြံတဲ့စေတသိက်တွေကိုအလုလုဖြစ်အောင်တိုက်တွန်းစီဆော်ပါတယ်။ယနေ့ခေတ်စီမံခန့်ခွဲမှု management တဘောနဲ့ပြောရရင်စေတနာဟာ motivation and execution ပါတယ်။စေတနာမပါရင်ဘယ်အလို့မှအကောင့်ထဲမပေါ်နိုင်ပါဘူး။ဒါကြောင့်လဲမြတ်စွာဘုရားကစေတနာကိုဒါကံ action လို့ဟောတော်မူခဲ့တာပါ။ကျွန်တော်တို့ရဲ့အောင်မြင်မှုအတွက်နောက်ထပ်အရေးကြီးတဲ့အင်ဂျင်ကတော့ဝီရိယပါ။ဝီရိယဆိုတာအခက်အခဲတွေ့ရင်နောက်မတွန့်ပဲစွန့်စားတာပါ။ဝီရိယရှိသူဟာကျမ်းမာရေးစီးပွားရေးပညာရေးနယ်ပယ်အားလုံးမှာထိပ်တန်းရောက်နိုင်ပါတယ်။ယနေ့ခေတ်မှာအောင်မြင်နေသူတွေကိုကြည့်ရင်သူတို့ဟာစုတောင်းနေုံစန္ဒတက်တက်နဲ့အောင်မြင်လာတာမဟုတ်ပါဘူး။အဲ့ဒီစန္ဒကိုဝီရိယဆိုတဲ့အင်အားနဲ့ပေါင်းစပ်ပြီးလက်တွေအကောင့်ထဲပေါ်လို့ပဲဖြစ်ပါတယ်။စိတ်သွားတိုင်းကိုပါပြီးလိုရာပြီးမြောင်နေသူတွေဟာသူတို့ရဲ့မနတိကာရအာယုံဆိုင်မှုနဲ့ဧကကတာတမာတိကြောင့်ဖြစ်ပါတယ်။အာယုံတစ်ခုအပေါ်မှာစိတ်ကိုစုစည်းနိုင်စွမ်းရှိခြင်းဟာအောင်မြင်မှုရဲ့လှူထွက်ချက်ပါပဲ။ဒါအပြင်ကျွန်တော်တို့ရဲ့အတွေးထဲမှာဖြစ်ပေါ်လာတဲ့ဝိတက်ကြံစီမှုတွေကိုလည်းတတိထားဖို့လိုပါတယ်။ဖျက်ဆီးလိုတဲ့စိတ်ညှင်းဆဲလိုတဲ့စိတ်မကောင်းသောဝိတက်တွေအစားဆွန့်လွတ်မှုနဲ့မေတ္တာကောင်းသောဝိတက်တွေကိုအစားထိုးရပါမယ်။လူတော်များများကခန္ဓာကိုယ်ထဲမှာအသက်ကောင်ဆိုတာတီးခြားရှိတယ်လို့ထင်တတ်ကြပေမယ့်တကယ်တော့ယုတ်နဲ့နံမှာအသက်ရှင်စေတတ်တဲ့သဘာဝတရားဇီဝိတတွေသာရှိတာပါ။ဒီသဘာဝတရားတွေကိုအကောင်းဘက်ကနေစနစ်တကျစီမံခန့်ခွဲတတ်ဖို့ကသာအဓိကဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေဟာကိုငါရှိလေငါအသက်ရှိလေလို့အမြဲတမ်းဆွဲလန့်နေတတ်ကြပါတယ်။ဒီငါတို့မဟုတ်အသက်ကောင်ဆိုတာကိုဘုဒ္ဓဘာသာမှာတော့အတ္တလို့ခေါ်ပါတယ်။လူတော်များများကခန္ဓာကိုယ်ကြီးပျက်စီးသွားရင်တောင်အထဲကအသက်ကောင်တွေကအိမ်ဟောင်းတဲကနေအိမ်တက်ကိုပြောင်းတယ်လို့မျိုးနောက်ဘဝကိုကူးသွားတယ်လို့ယုံကြည်ကြပါတယ်။ဒီအယူဆနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမီလင်ဒါမင်းကြီးဟာလည်းအရှင်နာဂအသေနာကိုအခုလိုပဲမိခွန်းထုတ်ခဲ့မှုပါတယ်။အရှင်ဘုရားအခုတပည့်တော်နဲ့စကားပြောနေတဲ့အရှင်နာဂသေနာဆိုတာဘသူလဲလို့မိခွန်းမေးခဲ့ပါတယ်။ခန္ဓာကိုယ်ထဲမှာအသက်ကောင်ဆိုတာတီးခြားရှိသလားပေါ့။အဲ့ဒီမှာအ
ရှင်နာကတေနာပေးခဲ့တဲ့တာရကကတော့ကဘာကျော်သွားခဲ့ပါတယ်အရှင်မြတ်ကမင်းကြီးစီးလာတဲ့ရထားကိုညွန်ပြပြီးမေခွန်းပြန်ထုတ်ပါတယ်မင်းကြီးဒီရထားမှာဘီးဟာရထားလားလို့မေးတော့မင်းကြီးကမဟုတ်ပါဖရားလို့ဖြေပါတယ်ဒါဆိုရထားတန်တိုင်ကောရထားလားမဟုတ်ပါဖရားရထားရဲ့ထန်းဖို့ကောရထားလားမဟုတ်ပါဖရားအဲ့ဒီအခါအရှင်မြတ်ကမင်းကြီးအစိတ်အပိုင်းတွေကိုတစ်ခုချင်းစီခွဲထုတ်လိုက်ရင်ရထားဆိုတာရှာမရတော့ပါဘူးအစိတ်အပိုင်းအားလုံးစုပေါင်းနေမှသာရထားလို့နာမည်တက်ခေါ်ဆိုနေတာပါအဲ့ဒီလိုပါပဲကျွန်တော်တို့ခန္ဓာကိုယ်မှာလဲယုတ်ဝေဒနာတင်ညာသင်္ခါရဆိုတဲ့အစုအဝေးတွေပေါင်းဆက်နေလို့သာငါတော့မဟုတ်အသက်လို့နာမည်ပေးထားတာဖြစ်ပါတယ်ဒီအစိတ်အပိုင်းတွေရဲ့အပြင်ဘက်မှာတီးခြားခိုင်မြဲနေတဲ့အသက်ကောင်တော့မဟုတ်အတ္တဆိုတာတကယ်တော့မရှိပါဘူးလို့ရှင်းပြခဲ့ပါတယ်ယနေ့ခေတ်သိပ္ပံနည်းကြကြည့်ရင်လေအတမ်လေးတွေဆဲလ်လေးတွေစုပေါင်းနေလို့သာလူတစ်ယောက်အဖြစ်မြင်နေရတာပါအဲ့ဒီအထဲမှာဘယ်တော့မှမပြောင်းလဲတဲ့အသက်ကောင်ဆိုတာမရှိပဲအမြဲတမ်းဒရယစပြောင်းလဲနေတဲ့ယုံနံဖြစ်စဉ်တွေပဲရှိပါတယ်ကျွန်တော်တို့ဟာဒီအတ္တဆိုတဲ့အစွဲကြီးကိုစုပ်ကိုင်းထားတဲ့ရွယ်ငါဖြစ်စီငါကုံဆိုပြီးပူလောင်နေရအောင်ပါတကယ်တော့ခန္ဓာကိုယ်ထဲမှာအသက်ရှင်အောင်ထိန်းပေးထားတဲ့ဇီဝိတဆိုတဲ့တဘာဝစွမ်းအင်လေးတွေသာရှိတာပါဒါကိုနားလည်သွားတဲ့အခါငါဆိုတဲ့အတ္တအစွဲတွေရုတ်ပါသွားပြီးပူပြီးငြိမ်းချမ်းတဲ့ပူပြီးပေါ့ပါတဲ့ဘဝအမြင်သက်တစ်ခုကိုရရှိလာမှာဖြစ်ပါတယ်ဗျဒီကုန်းချုပ်အနေနဲ့ပြောရရင်ဘဝမှာပျော်ရွှင်မှုပီတိနဲ့ချမ်းသာမှုဒုက္ခကိုရရှိဖို့ဆိုရင်စိတ်ကိုကောင်းမွန်တဲ့စိတ်စောအားရည်နဲ့ထုစစ်ရပါမယ်ဖြစ်ချင်းယုံဆူတောင်းနေမယ်အစားမှန်ကန်တဲ့စီရနာထပ်တန်တဲ့ဝရိယနဲ့အာယုံစူးစိုက်မှုရှိရဲ့မနတိကာရတုံကိုပေါင်းဆက်ပြီးစ조사ကြဖို့တိုက်တွန်းလိုပါတယ်ဗျမိလိန်ဒမင်းကြီးဟာအရှင်နာဂသေနာရဲ့လမ်းညွှန်မှုနဲ့စိတ်ကိုပြုပြင်နိုင်ခဲ့သလိုကျွန်တော်တို့လည်းဒီနေ့ခေတ်ရဲ့စိန်ခေါ်မှုတွေကြားမှာမိမိရဲ့စိတ်ကိုစနစ်တကျစီမံခန့်ခွဲနိုင်ရင်စစ်မှန်တဲ့အထက်တန်းစားဘဝကိုရရှိမှာအမှန်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဟာလူသားချင်းတူပေမဲ့တယောက်နဲ့တယောက်အကြိုက်ချင်းအကျင့်ချင်းမတူကြပါဘူးဒါကိုဗုဒ္ဓဘာသာအဘိဓမ္မာမှာစရိုက်လို့ခေါ်ပါတယ်စရိုက်ဆိုတာစိတ်ရဲ့ဒရင်ဆက်ဖြစ်ပေါ်နေတဲ့အလေးအထက်ပင်ကိုဗီဇပါလောကမှာအဓိကစရိုက်6ပါးရှိပါတယ်ယာဂစရိုက်ဒေါသစရိုက်မောဟစရိုက်တဒါစရိုက်ဘောဓိစရိုက်နဲ့ဝိတ္တစရိုက်တို့ပါပဲဒီစရိုက်တွေကိုကြည့်ပြီးလူတယောက်ရဲ့ပင်ကိုယ်တဘာဝကိုခွဲခြားနိုင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကယာဂစရိုက်ရှိသူနဲ့တဒါစရိုက်ရှိသူတို့ရဲ့အပြင်ဘက်အမှုအရာတွေဟာစင်တူနေတတ်တာပါသူတို့နှစ်ဦးစလုံးဟာအသွာအလာနူးညံ့တဲ့အနေအထိုင်တန့်ချင်းတက်ရတဲ့အစားအသောက်မှာအချိုးအစင်ကိုကြိုက်တတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်ချင်းတို့လုံးဝကွာခြားပါတယ်ယာဂစရိုက်သမားကကာမဂုဏ်အာယုန်တွေကိုမတ်မော်ပြီးတွေ့တာတတ်ပြီးမဲ့တဒါစရိုက်သမားကတော့ကောင်းမှုကုသိုလ်နဲ့ယရနာ၃ပါးအပေါ်မှာကြည်လင်တဲ့ယုံကြည်မှုရှိကြတာပါယနေ့ခေတ်မှာအနုပညာဇံတတ်တရရနေထိုင်သူတွေကိုမြင်ရင်သူတို့ရဲ့စိတ်ဟာလောကီအာယုံမှာပျော်နေတာလားဒါမှမဟုတ်တရားဓမ္မမှာကြည်လင်နေတာလားဆိုတာစရိုက်အားဖြင့်ခွဲခြားကြည့်နိုင်ပါတယ်အလားတကာပဲဒေါသစရိုက်ရှိသူနဲ့ဘုဒ္ဓစရိုက်ပညာရှိစရိုက်ရှိသူတို့လည်းဆင်းတူပါတယ်နှစ်ယောက်စလုံးဟာအမားကိုမခံခြင်းစိတ်မြန်လက်မြန်ရှိတတ်ကြပါတယ်ဒါပေမဲ့ဒေါသစရိုက်သမားကရန်လိုပြီးဖျက်ဆီးလိုတဲ့ဘက်ကိုသွားပေမဲ့ဘုဒ္ဓစရိုက်သမားကတော့အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးအမှန်တရားကိုရှာဖွေတတ်ကြပါတယ်တစ်ဖက်မှာလည်းမောဟစရိုက်တွေဝေသူနဲ့ဝိတ္တစရိုက်အတွေးများသူတို့ဟာအလုပ်တစ်ခုကိုဆုံးဖြတ်ချက်မချနိုင်ပဲရောင်ချာဖြစ်နေတတ်တာချင်းတူပါတယ်ဒါပေမဲ့မောဟသမားကဘာမှမသိလို့တွေးဝေနေတာဖြစ်ပြီးဝိတ္တသမားကတော့အတွေးတွေများလို့ဘာလုပ်ရမှမသိဖြစ်နေတာပါဒီစရိုက်တွေဟာဘယ်ကလာခဲ့တာလဲလို့မင်းရင်ရှေးဘဝကပြုခဲ့တဲ့အလေးအထတွေကြောင့်လို့ကျမ်းဂန်ကဆိုပါတယ်ဥပမာ
ရှေးဘဝကကုသိုလ်ကောင်းမှုလုပ်ခဲ့ပေမဲ့ပညာမပါခဲ့ရင်ဒီဘဝမှာမောဟစရိုက်ပါလာတတ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးကဝါဒနာဆိုတဲ့အချက်ပါဝါဒနာဆိုတာစိတ်ထဲမှာစွဲမြဲနေတဲ့အငွေ့အသက်ပါမကောင်းတဲ့အမူအရာတွေကိုထက်ခါထက်လက်လုပ်ရင်မကောင်းဝါဒနာဆွဲကပ်သွားပြီးကောင်းတာတွေကိုလုပ်ရင်လည်းကောင်းတဲ့ဝါဒနာရလာပါတယ်ဒီဝါဒနာဟာဘဝအဆက်အဆက်ကိုအရေးလိုလိုက်ပါတတ်ပါတယ်ကျွန်တော်တို့ဟာလူတစ်ယောက်ရဲ့အပြင်ပန်းအမူအရာကိုကြည့်ပြီးစိတ်ဓာတ်ကိုအကေးဖြတ်လို့မရပါဘူးဒါနဲ့ပတ်သက်ပြီးမိလင်ဒါမင်းကြီးကအရှင်နာဂတေနာကိုအရှင်ဖေဟာယဟန္တာတွေမှာဝါဒနာအကျင့်အဟောင်းကြံသေးသလားဆိုပြီးမေးခဲ့ပါတယ်အရှင်နာဂတေနာကမင်းကြီးကိုပြန်ဖြေတဲ့အခါမှာတခြားသောယဟန္တာအရှင်မြတ်တစ်ပါးရှိဘဝကမြောက်ဖိခဲ့ဘူးသူရဲ့အကြောင်းကိုတာတကဥပမာအနေနဲ့ထုံနှုတ်ပြောပြခဲ့တာဖြစ်ပါတယ်ရှိဘဝကမြောက်ဖိခဲ့ဘူးတဲ့ယဟန္တာတစ်ပါးဟာရေမြောင်းကိုမြင်ရင်မြောက်လိုခုန်ကူးမိတတ်ပါတယ်သူဟာယဟန္တာဖြစ်လို့ကိလေသာတွေအကုန်ငြိမ့်သက်နေပြီဖြစ်ပေမဲ့ဘဝပေါင်းများစွာကဆွဲခဲ့တဲ့ဝါသနာဆိုတဲ့အငွေ့အသက်ကြောင့်ကိုအမှုရာကတော့ကဏမငြိမ်တယ်လို့ဖြစ်နေတတ်တာပါဒါဟာစိတ်နှောက်ကြိုက်လို့မဟုတ်ပဲဆွဲမြဲနေတဲ့အလစ်အထက်ကြောင့်သာဖြစ်ပါတယ်တဲ့ဒါနဲ့မင်းကြီးကအရှင်ဖေဟာယဟန္တာဆိုတာကိလေသာကုန်ပြီဆိုရင်အမူအရာတွေပါအကုန်ငြိမ်းသက်ရမှာမဟုတ်ဘူးလားပေါ့အရှင်နာဂတေနာကမဟုတ်ဘူးမင်းကြီးကိလေသာကုန်တာနဲ့ဝါဒနာကုန်တာမတူဘူးလို့ရှင်းပြပါတယ်ကိလေသာစိတ်ရဲ့အစိတ်ကုန်သွားပြီဝါဒနာအရင်ကအစိတ်ထဲ့ခဲ့တဲ့အိုးထဲမှာကြံရစ်တဲ့အနတ်မကုန်သေးဘူးဒါကြောင့်ယဟန္တာအရှင်မြတ်ဟာစိတ်ထဲမှာတော့အင်ပတန်ငြိမ်သက်အေးချမ်းနေပြီးမြင်အပြင်ပန်းအမူအရာမှာတော့မြောက်ဘဝဟောင်းဖြစ်တဲ့အရှိန်ကြောင့်ကဏမငြိမ်တယ်လို့မြင်နေရတာဖြစ်ပါတယ်တဲ့ဗျနောက်ထပ်ကျမ်းဂန်လာတာတကားတစ်ခုကတော့အရှင်ပိလင်္ကာဝစ္စမထေမြတ်ရဲ့အကြောင်းဖြစ်ပါတယ်အရှင်မြတ်ဟာယဟန္တာဖြစ်ပြီးသားမှာဒါပေမဲ့သူဟာရှေးဘဝပေါင်း900လုံးပုံနာမျိုးရိုးမှာဖြစ်ခဲ့ပြီးသူတစ်ပါးကိုဟစ်သူရုပ်လို့ခေါ်ခဲ့တဲ့အလေးအထားဝါဒနာပါလာပါတယ်ဒါကြောင့်ယဟန္တာဖြစ်နေပေမဲ့လူတွေကိုဟစ်သူရုပ်လို့ပဲနှုတ်ကြိုးပြီးခေါ်မိတတ်ပါတယ်ဒါဟာမာနရှိလို့ခေါ်တာမဟုတ်ပဲနှုတ်ကြိုးနေတဲ့ဝါဒနာကြောင့်သာဖြစ်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာအမြဲတွေ့နေရတဲ့အကြောင်းကတော့ယဟန္တာဆိုတာတွားပေါ်အောင်မရည်ဘူးဆိုတဲ့အမြင်အမှားတွေလည်းတွေ့ရလွန်းပါတယ်ဒါလွဲနေကြတာပါဥပမာကျက်သွန်ဖြူထဲထားတဲ့အိုးတစ်လုံးရှိမယ်အဲ့ဒီထဲကကျက်သွန်ဖြူတွေကိုအကုန်ထုတ်ပစ်လိုက်ပြီးကိလေသာတွေပယ်တတ်လိုက်ပြီးအိုးကိုလည်းတေချာဆေးကြောလိုက်ပြီးဒါပေမဲ့အဲ့ဒီအိုးကိုနမ်းကြည့်ရင်ကျက်သွန်ဖြူနန့်ဆိုတာကတော့ဆွဲကြံနေသေးတာမျိုးပါဒီနေရာမှာထူးခြားတာတစ်ခုကမြတ်စွာဘုရားရှင်တပါးတည်းသာလျှင်ကိလေသာရောဝါဒနာပါအကုန်လုံးကိုအမြင့်ပြတ်တောင်ပယ်တတ်နိုင်တာပါကျန်တဲ့ယဟန္တာအရှင်မြတ်တွေအရှင်သာရိပုတ္တရာအရှင်မောက္ကလန်အစာရှိသဖြင့်ယဟန္တာတွေကတော့ကိလေသာကိုသာအကုန်တတ်နိုင်ပြီးဝါဒနာအငွေ့သက်လေးတွေကတော့ခန္ဓာကိုယ်ရှိတဲ့တွေပါလာတတ်ကြပါသေးတယ်ဒါကိုဝါဒနာလို့ခေါ်ပါတယ်ယဟန္တာဖြစ်ပေမဲ့ဒီလိုအမူအရာမျိုးလေးတွေပါလာတတ်တာကိုကျမ်းဂန်တွေမှာအတိအလင်းပြဆိုထားပါတယ်ယဟန္တာတွေတောင်မှရှေးဘဝကဝါဒနာပါလာရင်မြောက်လိုခုန်ကူမိတတ်တယ်ရင်ပုထုဇဉ်ဖြစ်တဲ့ကျွန်တော်တို့ဟာကိုယ့်ရဲ့အမှုအရာစိုးတွေကိုဝါဒနာမဖြတ်သွားအောင်အခုကတည်းကတတိနဲ့ပြုပြင်ယူဖို့ဘလောက်တောင်အရေးကြီးမလဲဆိုတာစဉ်းကျင်ကြည့်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့ဇယိုက်ကိုသိအောင်ကြိုးစားဖို့လိုပါတယ်မကောင်းတဲ့ဇယိုက်တွေမကောင်းတဲ့ဝါဒနာတွေကိုဒီဘဝမှာပဲတတိနဲ့ပြုပြင်ယူကြရပါမယ်မိလင်ဒါမင်းကြီးဟာလည်းသူပိုင်ဆိုင်တဲ့ပညာရှိဇယိုက်ဗုဒ္ဓဇယိုက်ကိုအသုံးချပြီးအရှင်နာဂတေနာစီကအမှန်တရားကိုရှာဖွေခဲ့တာသာလျှင်နောက်ဆုံးမှာငြိမ်းချမ်းမှုကိုရရှိခဲ့တာပါ
ကျွန်တော်တို့ဟာဘဝမှာကောင်းကျိုးလိုချင်လို့ကုသိုလ်တွေလုပ်ကြပါတယ်။ဒါပေမဲ့ကုသိုလ်လုပ်တိုင်းထိရောက်တဲ့အကျိုးကိုရပါသလား။ဒီနေ့မှာတော့အကျိုးပေးထက်သန်စေမယ့်ပုညကြရိယဝတ္ထု10ပါးနဲ့ဒါနရဲ့နတ်နေတဲ့သဘောတွေကိုဆွေးနွေးသွားပါမယ်။ပထမဆုံးဒါနပေးကမ်းခြင်းအကြောင်းပြောရအောင်ပါ။ဒါနပြုတာဟာလေကွက်ထဲမှာမျိုးစေ့စိုက်တာနဲ့တူတယ်လို့ကျမ်းဂန်မှာဆိုပါတယ်။မျိုးစေ့ကောင်းဖို့လိုတယ်လို့စိုက်တတ်မြေအလူခံပုဂ္ဂိုလ်ကောင်းဖို့ကလည်းလိုပါတယ်။အလူခံပုဂ္ဂိုလ်ရဲ့တီလသမာဓိပညာအဆင့်တန်းအလိုက်အကျိုးပေးပုံကွာခြားသွားပါတယ်ဗျာ။အထူးသဖြင့်မိမိပိုင်ဆိုင်တာကိုတဦးတယောက်ထဲကိုမရည်စူးပဲတန်ဃာတော်အားလုံးကိုရည်စူးလှူဒန်းတဲ့တန်ဂီကဒါနဟာအကျိုးပေးအကြီးမားဆုံးဖြစ်ပါတယ်။ဒါနပြုတဲ့အခါစေတနာ၃မျိုးရှိဖို့လိုပါတယ်။၁မလူခင်ကလေးကဝမ်းမြောက်နေတဲ့ပုပ္ပစေတနာ။၂လူနေတုံးမှာကြည်လင်နေတဲ့မုံကြစေတနာ။၃လူပြီးတဲ့နောက်မှာလည်းနောင်ကြမရပဲပီတိဖြစ်နေတဲ့အပ္ပရစေတနာတို့ပါဒီစေတနာတွေထပ်ထန်ပြီးပညာပါရင်တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်ပြီးဘဝမှာဖုံးကန်အင်မတန်ကြီးမားစေပါတယ်ဒီနေရာမှာမေးစရာရှိတာကဒါနကတန်တရားရှိစေသလားဆိုတဲ့အချက်ပါတကယ်တော့စီးစိမ်ချမ်းသာကိုပဲမမောပြီးလှူဒန်းတဲ့ဝတ္တနိတိတဒါနကသာတန်တရားရှိစေတာပါနိဗ္ဗာန်ကိုရည်မှန်းပြီးလှူဒန်းတဲ့ဝိဝတ္တနာနိတိတဒါနကတော့တန်တရားကိုတိုးစေုံတယ်မကပဲတခြားသောပါရမီတွေကိုပါပြည့်စုံစေပါတယ်ဝေသန္တရာမင်းကြီးရဲ့ဒါနကိုကြည်ပါတာမန်လူတွေကပိုလန်ကာကိုလှူပေမဲ့ဖျားအလောင်းတော်ကတော့မိမိအချစ်ဆုံးဖြစ်တဲ့သားသမီးကိုတောင်စွန့်လွတ်ထဲပါတယ်ဒါပေမဲ့ဒါနထက်တီလာကပိုမြတ်တယ်ဆိုတာကိုလည်းတတိပြုရပါမယ်ဥပမာပါဏာတိပါဒသူ့အသက်သက်ချင်းကရှောင်ကျင်တဲ့တီလာဟာတတ္တဝါအားလုံးကိုဘီးမဲ့ပေးခြင်းဆိုတဲ့ကြီးမားတဲ့ဒါနတစ်ခုကိုအမြဲပြုနေတာနဲ့တူပါတယ်။တီလ၅ပါးကိုစောင့်ထိန်ခြင်းချင်းတတ္တဝါတွေကိုချမ်းသာခွင့်ပေးနိုင်ပါတယ်။ဒါအပြင်ကျွန်တော်တို့နေ့စဉ်ဘဝမှာငွေကုန်ကြေးရေးချမရှိပဲလုံနိုင်တဲ့ကုသိုလ်တွေအများကြီးရှိပါသေးတယ်။လူကြီးသူမကိုအယူအသေးပေးတဲ့အပ္ပါဇာယနာသူတစ်ပါးကိစ္စကိုဝိုင်းဝန်းကူညီတဲ့ဝေယဝေစကုသိုလ်ကိုအမျှဝေတဲ့ပတ္တိဒါနသူတစ်ပါးကုသိုလ်ကိုတာထုခေါ်တဲ့ပတ္တာနုမောဒနာတို့ပါဒီကုသိုလ်တွေဟာလက်တွေ့ဘဝမှာတဲ့စိတ်ချမ်းသာမှုကိုချက်ချင်းရရှိစေတာပါနောက်ဆုံးအနေနဲ့တရားနာခြင်းဓမ္မတဝနာနဲ့တရားဟောခြင်းဓမ္မဒေသနာအကြောင်းပါတရားဟောတဲ့အခါလပလာပကူမျောကူးပြီးဟောတာဟာနွားနုကိုရေနဲ့ရောရောင်းတာနဲ့တူပါတယ်အတန်ကိုပဲလှုပ်ပြီးဟောရင်လေအဖြစ်၅ပါးရှိပါတယ်တရားမျှဝေတယ်ဆိုတာစေတနာစစ်စစ်နဲ့အမှန်တရားကိုဖြန့်ဝေတာမျိုးဖြစ်ရပါမယ်တရားဟောရာတွင်တရား၏အနှစ်သာရထက်အတန်နဲ့အတန်ထားကတခြင်းဆိုသလိုအတန်ဆွဲခြင်းအတန်ကိုအလှပြင်လွှမ်းခြင်းကိုဦးစားပေးလင်အပြစ်နာမျိုးဖြစ်တဲ့ကြောင်းကျမ်းဂန်ကဆိုပါသည်တဲ့မိမိကိုယ်တိုင်အတန်အပေါ်တာယာခြင်းဟောပြောသူကိုယ်တိုင်ကငါအတန်လေးကောင်းလိုက်တာဆိုပြီးကိုယ်အတန်ကိုပြန်တာယာနေခြင်းရာဂဖြစ်ခြင်းနဲ့နားထောင်သူကအတန်ကိုသာတာယာခြင်းတရားအနှစ်သာရကိုမရပဲအတန်ကိုပဲသဘောကျပြီးတခြင်းနားထောင်တယ်လို့ဖြစ်သွားခြင်းတို့အခြားသူများကကဲ့ရဲ့ခြင်းဒီကိုယ်တော်သူမဟုတ်ဒီလူကတရားဟောတာလားတခြင်းဆိုနေတာလားဟုအများကကဲ့ရဲ့ခြင်းလေးတမာရီပြက်ပြားခြင်းအတန်ကိုအလှပြင်နေရသည့်အတွက်ဟောပြောသူရောနားထောင်သူပါစိတ်တည်ငြိမ်မှုတမာရီမရနိုင်တော့ခြင်းငါနောင်လာနောက်သားများအတုမာခြင်းနောက်လူများကလည်းတရားဟောတယ်ဆိုတာအတန်လောက်ရမှာလားဆိုပြီးလမ်းမလိုက်ကုန်ခြင်းဆိုတဲ့အရာတွေပါပဲဗျာဒါတကာလေးပြုရရင်စားတောက်ဆိုင်တစ်ဆိုင်မှာဟင်းတပွဲကိုပြင်ဆင်တဲ့အခါဟင်းရဲ့အရသာထက်ဟင်းပန်းကန်ဘေးရအလှဆင်တဲ့ပန်းမှန်တွေမိကုံးငွေတွေကိုပဲအလွန်အကျွံလူထားသလိုမျိုးပါစားသုံးသူကဟင်းရဲ့တကယ်ရှိရမယ့်အာဟာရနဲ့အရသာကိုခံစားဖို့ထက်အပြင်ပန်းအလှအပကိုပဲငီးမောနေရသလိုဟင်းချက်သူကလည်း
အရသာထက်အပြင်းအစင်းကိုပဲအချင်းကုန်ခံအာယိုစိုက်နေရတာနဲ့တူပါတယ်နောက်ထပ်တစ်ခုကစာဖတ်ပြခြင်းစွမ်းမခြင်းသည်ဓမ္မဒေသနာဖြစ်သလားဆိုတာပါပဲဖြစ်ပါတယ်ခင်ဗျာဓမ္မဒေသနာဆိုတာတရားပလင်ပေါ်ကဟောမှမဟုတ်ပါဘူးဓမ္မဒေသနာကုသိုလ်သူတစ်ပါးကိုအသိဉာဏ်တိုးစေဖို့အမှားကိုပြင်စေဖို့စေတနာအမှန်နဲ့တရားစာဖတ်ပြတာလမ်းမှန်ရောက်အောင်ဆုံးမစကားပြောတာအားလုံးဟာဓမ္မဒေသနာကုသိုလ်မြောက်ပါတယ်တာရကပြရရင်အခုလို podcast တိလုပ်တာတရားစာအုပ်တိ share တာ Facebook ပေါ်မှာအကျိုးရှိမဲ့စာတွေရေးတာဟာလေဓမ္မဒေသနာကုသိုလ်ထဲမှာအကျုံးဝင်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ဒိဋ္ဌိစုကမ္မနဲ့တမ္မာဒိဋ္ဌိကွာခြားချက်အကြောင်းဆွေးနွေးရအောင်ဗျဒိဋ္ဌိစုကမ္မထမိမိရဲ့အယူဝါဒကိုဖြောင့်မတ်အောင်ပြုပြင်တာပါဥပမာအရင်ကကံကိုမယုံဘူးအခုပြန်ပြင်ပြီးယုံကြည်လိုက်တာမျိုးပါတမ္မာဒိဋ္ဌိကတော့အမြင်မှန်လို့အဓိပ္ပာယ်ရပါတယ်ကမ္မတက္ကတာဉာဏ်ကန္တာလျင်ကိုယ်ပိုင်ဥစ္စာလို့သိတာဟာတမ္မာဒိဋ္ဌိရဲ့အစိတ်အပိုင်းတစ်ခုပါကွာခြားချက်ကဒိဋ္ဌိစုကမ္မကပြုလုပ်မှု action ဖြစ်ပြီးတမ္မာဒိဋ္ဌိကရလဒ် outcome knowledge ဖြစ်ပါတယ်အယူကိုဖြောင့်အောင်ပြုလိုက်လို့အမြင်မှန်တမ္မာဒိဋ္ဌိရလာဖြစ်ပါတယ်တမ္မာဒိဋ္ဌိရှိတိုင်းဗုဒ္ဓဘာသာဝင်ဖြစ်ပြီလားဆိုရင်မဖြစ်သေးပါဘူးဘာသာကြားဒီထဲမှာလည်းကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့ကံဤအကျိုးတမ္မာဒိဋ္ဌိကိုလက်ခံတဲ့သူတွေရှိပါတယ်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုရင်တရဏဂုံစုတ်တည်ရပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိစသဖြင့်ယရဏ၃ပါးကိုအစစ်အမှန်ကိုးကွယ်စည်းကပ်ပါမှာဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်ဥပမာပြရရင်ကုမ္ပဏီတစ်ခုရဲ့စီးမြင်တွေကိုသဘောကျနေုံနဲ့အဲ့ဒီသူကဝန်ထမ်းမဟုတ်သေးပါဘူး ID ကတ်ထုတ်ပြီးကုမ္ပဏီဝင်အဖြစ်လက်မှတ်ထိုးဥပမာတရဏဂုံစော့တီမှာသာအဲ့ဒီကုမ္ပဏီဝန်ထမ်းဖြစ်တယ်လို့မျိုးပါကျွန်တော်တို့ဟာဗုဒ္ဓဘာသာဝင်ဖြစ်ယုံတင်မဟုတ်ပဲကံဤအကျိုးကိုယုံကြည်တဲ့ဒိဋ္ဌိစုကံမှအယူကိုဖြောင့်အောင်ပြုခြင်းရှိဖို့လိုပါတယ်ဒီပုံညကရိယာဝတ္ထုတွေကိုနားလည်ပြီးလက်တွေ့ကျင့်သုံးမယ်ဆိုရင်မိမိတို့ရဲ့ဘဝမျိုးစေ့တွေဟာအောင်မြင်ဖြစ်ထွန်းပြီးအေးချမ်းတဲ့ဘဝပန်းနိုင်ကိုမလွဲမသွေရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကံဆိုတဲ့အရာကိုချင်းကပ်ကြည့်ရအောင်လားဗျကျွန်တော်တို့ဟာကံဤအကျိုးဆိုတဲ့စကားကိုခဏခဏကြားဘူးကြပါတယ်ဒါပေမဲ့ကံဆိုတာတကယ်တော့ပါလဲကံဆိုတာပါဠိလိုကမ္မမြန်မာလိုတော့အလုပ်လိုအသေးပဲရပါတယ်ကျွန်တော်တို့ရဲ့ကိုယ်မှုနှုတ်မှုစိတ်မှုအလုံးဟာကံတွေပါပဲဒီကံတွေထစ်လာအောင်နောက်ွယ်ကနေထုံအားပေးနေတဲ့အရာကစေတနာပါပဲဒီနေရာမှာမေးစရာရှိတာကကုသိုလ်အကုသိုလ်တွေလုပ်ပြီးတော့ပြတ်သွားရင်ဘာချန်ခဲ့တယ်လဲဆိုတဲ့အချက်ပါကံဟာလုပ်ပြီးရင်ပြတ်သွားပေမဲ့သူ့ရဲ့အလားရှိသောစွမ်းအင်အနေနဲ့ကျွန်တော်တို့ရဲ့ရုပ်နာမ်အစဉ်မှာအရေးလို့လိုက်ပါနေတယ်လို့ဆိုပါတယ်ဒါကိုပုံမြင်အောင်တစ်ပြီးဥပမာနဲ့ရှင်းပြချင်ပါတယ်တစ်ပင်တစ်ပင်မှာအခုလောလောဆယ်အသီးမရှိသေးပေမဲ့အချိန်တန်ရင်အပွင့်တွေအသီးတွေတီးလာဖို့မျိုးစေ့သက်တီဟာတစ်ပင်ထဲမှာရှိနေတယ်လို့မျိုးပါပဲအဲ့ဒါလိုပဲကျွန်တော်တို့ပြုခဲ့တဲ့ကံတွေဟာလည်းအချိန်တန်ရင်အကျိုးပေးဖို့စောင့်ဆိုင်းနေကြတာပါဥပမာကျွန်တော်တို့လက်နဲ့တစ်ခုခုကိုလှမ်းကန်လိုက်တယ်ဒါမှမဟုတ်ပါဇက်ကစကားတစ်ခွန်းပြောလိုက်တယ်ဆိုပါစို့အဲ့ဒီလှုပ်ရှားမှုဟာထိုခဏမှတင်ပြီးဆုံးသွားပါတယ်စကားတစ်ခွန်းပြောပြီးတာနဲ့အဲ့ဒီအတန်လိုင်းဟာလေထဲမှာပျောက်ကွယ်သွားပါပြီစကားအတန်ကပျောက်ကွယ်သွားပေမဲ့ဒီစကားရဲ့အာနိသင်ဂုဏ်တက်တီကတော့ကြံခဲ့ပါတယ်ဒီသဘောပါလက်ကိုမြောက်လိုက်တယ်ပြန်ချလိုက်တယ်ဆိုရင်အဲ့ဒီမြောက်လိုက်တဲ့အပြုအမူကလေးကဆက်ရှိနေတော့ပါဘူးဒါကိုကံကလုတ်ပြီးရင်ပြတ်သွားတယ်လို့ဆိုလိုတာပါဆိုလိုတာကအပြုအမူဆိုတာကအထုပ်အထဲကြီးအဖြစ်ကျွန်တော်တို့ပခုံးပေါ်မှာထမ်းထားရတာမျိုးမဟုတ်ဘူးလို့ပြောတာပါစိတ်ဟာမျက်စိတမိတ်အတွင်းမှာဂရေပေါင်းများစွာဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာပါကျွန်တော်တို့လူမယ်လို့စိတ်ကူးလိုက်တဲ့ခဏမှာကုသိုလ်သောစိတ်ကလေးတွေဖြစ်ပေါ်လာပါတယ်အဲ့ဒီစိတ်ကလေးတွေဟာဖြစ်ပြီးတာနဲ့ခဏချင်းပြန်ပြတ်သွားပါတယ်လူချင်းတဲ့စိတ်ကတသက်လုံးတန်းနေတာမဟုတ်ပါဘူးဒီနေရာမှာလူတွေအမေးများဆုံးကပြတ်သွားပြီဆိုရင်ဘယ်လိုလုပ်အကျိုးပေးတော့မှလဲဆိုတာပါဒါကိုယနေ့ခေတ်ဥပမာတစ်ခုနဲ့ရှင်းပြရင်
မီးကျစ်ဆန်တစ်ခုကိုချက်လိုက်တဲ့အခါမီးပွင့်လာပါတယ်အဲ့ဒီမီးပွင့်ဟာခဏအရင်ပဲတောက်ပြီးငြိမ်းသွားပါတယ်ဒါဟာကန်ဖြစ်ပြီးပြတ်သွားတာပါဒါပေမဲ့အဲ့ဒီမီးပွင့်လေးငြိမ်းမသွားခင်မှာဖျောင်းလိုင်ကိုတွားတူလိုက်ရဲ့ဖျောင်းလိုင်မှာမီးကဆက်တောင်းနေပါတယ်အဲ့ဒီလိုပါပဲကျွန်တော်တို့လှုပ်လိုက်တဲ့ကန်အပြုတ်မူကပြတ်သွားပေမဲ့အဲ့ဒီကန်ကနေထွက်လာတဲ့အရှိန်အဝါဓာတ်တိ energy potential ကတော့ကျွန်တော်တို့ရဲ့ဘဝအစဉ်ယုံနာအစဉ်ထဲမှာကူးဆက်ကြံရစ်ခဲ့တာပါအနည်းချို့ရရင်ကန်ဆိုလာရိုက်ချက်တစ်ခုနဲ့တူပါတယ်ဘောလုံးကိုကန်လိုက်တဲ့ခြေထောက်ရဲ့ရိုက်ချက်ကတော့ကန်ပြီးတာနဲ့ပြီးသွားပါပြီဒါပေမဲ့အဲ့ဒီရိုက်ချက်ကြောင့်ရလာတဲ့အရှိန် momentum ကတော့ဘောလုံးထဲမှာကျန်နေပြီးဘောလုံးကိုအဝေးစီတို့တွန်းပို့ပေးတယ်လို့မျိုးပါပဲစိတ်ဝင်စားဖို့ကောင်းတာကကန်တူပေမဲ့အကျိုးပေးဖို့မတူတာလားပဲဒါဟာတန်ပတ်တိအခွင့်သားခြင်းနဲ့ဝိပတ်တိအခွင့်မသားခြင်းကြောင့်ဖြစ်ပါတယ်ဥပမာယာဒီဥလူကောင်းပြီးမီအိုးစားကောင်းတဲ့အချိန်တန်ပတ်တိမှာစိုက်တဲ့အပင်မှာပိုဖြစ်ထွန်းသလိုကုသိုလ်ကံဟာလည်းခစ်ကောင်းတဲ့အချိန်မင်းကောင်းပေါ်တဲ့အချိန်မှာပိုပြီးအကျိုးပေးခွင့်သားပါတယ်မြေစီလွာကောင်းသလိုပေါ့ဗျာအပြန်လန်အဖြစ်ခစ်ပြတ်နေချိန်ဝိပတ်တိမှာတော့အကုသိုလ်ကံတွေကအကျိုးပေးခွင့်တာသွားတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါတွေထက်ပိုပြီးအရေးကြီးဆုံးတာတော့ဗျာပယောကတန်ပတ်တိဆိုတဲ့လက်ရှိကျူးစားအားထုတ်မှုပါပဲအကုသိုလ်ကံဟောင်းတွေရှိနေတော့လက်ရှိမှာအတိညာနဲ့ဝိရိယပယောကကောင်းကောင်းနဲ့ကျူးစားရင်အကုသိုလ်အကျိုးကိုတားဆီးနိုင်ပြီးစီးပွားရေးကျန်းမာရေးတွေတိုးတက်လာနိုင်ပါတယ်ဒါကိုမသိပဲအရာရာဟာကံစီမံရပဲလို့အယူသေးနေရင်တော့ပုပ္ပေကတဟေတုဒိဋ္ဌိဆိုတဲ့အယူမှားတဲ့ကိုရောက်သွားနိုင်ပါတယ်ဒီနေရာမှာသူတချို့ကတော့ငါကတော့ကောင်းတာတွေလုပ်ပြီးငါလောက်တောင်မကောင်းတဲ့သူတွေကအဆင်ပြေကြတယ်နေရာဌာနတွေကောင်းနေကြတာပေါ့ဆိုတာပါဩကံဆိုတာဟာမျက်နှာလိုက်တာတလားပေါ့လေမျက်နှာလိုက်တယ်ဆိုတာလူကိုကြည့်တာမဟုတ်ပဲညာနဲ့ဝီရိယကိုကြည့်တာပါအလှူဒန်းလုပ်တဲ့အခါမှာလဲလှူပြီးမှနောင်တရတာမျိုးအပရစေတနာချိုးတာတာဆိုရင်တော့စီးစိမ်ရပါမယ်အဲ့ဒီစီးစိမ်ကိုမခံစားခြင်းနဲ့တထေးမင်းဝတ္ထုလိုမျိုးဖြစ်တော်တတ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝဟာကံဟောင်းတွေပေါ်မှာပဲပုံအပ်ထားလို့မရပါဘူးတန်ပတ်တိ၄ပါးဖြစ်တဲ့ခေကောင်းမင်းကောင်းရုပ်ရည်ကောင်းကြိုးစားမှုကောင်းတို့ကိုအသုံးချပြီးအကုသိုလ်ကံတွေကိုတားဆီးကကုသိုလ်ကံတွေကိုအကျိုးပေးခွင့်ရအောင်ပြုထင်ယူလို့ရပါတယ်မိမိကိုယ်တိုင်သာမကမိမိနဲ့နီးစပ်သူတွေပါကုသိုလ်ရဲ့အရှိန်အဝါကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ကံစီမံတယ်လို့ဖြစ်ရမှာပဲဆိုတဲ့အားငယ်စိတ်တွေကိုဖယ်ဖျက်စီအခုလက်ရှိမှာပယောဂတံပတ်တိဆိုတဲ့အားထုတ်မှုနဲ့ကိုယ့်ဘဝကိုစနစ်တကျပြန်လည်စီမံခန့်ခွဲကားဖို့တိုက်တွန်းလိုပါတယ်ဗျာအခုလိုအကြောင်းအရာတွေကိုနှစ်သက်တယ်ဆိုရင်နောက်ထပ်အပိုင်းတွေကိုလည်းနားဆင်နိုင်အောင် subscribe လုပ်ထားနိုင်ပါတယ်ကျွန်တော်တို့လူသားအားလုံးဟာလည်းဒီနေ့မှသေခြင်းတရားနဲ့ရင်ဆိုင်ကြရမှာပါဒါပေမဲ့သေတယ်ဆိုတာဘယ်လိုမျိုးလဲဘာကြောင့်သေကြတာလဲဆိုတာကိုအဘိဓမ္မာအမြင်နဲ့လေ့လာကြည့်အောင်ပါသေခြင်းအကြောင်း၄ပါးရှိပါတယ်တေအာယုခယအသက်တန်းကုန်လို့သေတာဖျောင်းတိုင်မှာဖျောင်းကုန်သွားတယ်လို့မျိုးပါနှစ်ကမ္မခယကံစွမ်းကုန်လို့သေတာမိစာကုန်သွားလို့မြင်းငိမ့်သွားတယ်လို့မျိုးပါသုံးဥပယခယအသက်တန်းရောကံစွမ်းပါနှမျိုးလုံးကုန်လို့သေတာလေးဥပစေတကဒါကတော့သေချိန်မတန်သေးပဲကြားဖြတ်ကံတစ်ခုခုကြောင့်သေရတာပါလီပင်တိုက်လို့မြင်းငိမ့်သွားတယ်လို့မျိုးမတော်တဆမှုတွေကြောင့်သေဆုံးရတာကိုဆိုလိုပါတယ်ယနေ့ခေတ်မှာဒီလိုသေချိန်မစိပဲသေရသူတွေအင်မတန်ပေါ်များလာပါတယ်အရေးကြီးဆုံးအချက်ကစုတေခါနီးတေခါနီးအချိန်ပါပဲဒီအချိန်မှာစိတ်ထဲမှာအာယုံ၃မျိုးထင်လာတတ်ပါတယ်ကံအာယုံကိုလုတ်ခဲ့တဲ့ကောင်းမှုမကောင်းမှုတွေကစိတ်ထဲမှာဗီဒီယိုရုပ်ရှင်လိုပြန်ပေါ်လာတာပါကံမနီးမိအာယုံကိုလုတ်ခဲ့တဲ့အလုပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေမြင်လာရတာပါဥပမာလှူဒန်းခဲ့သူဆိုရင်လူဝဲပစ္စည်းတွေတပ်ဖြတ်ခဲ့သူဆိုရင်ဓာတ်တွေသွေးတွေကိုမြင်ရောက်လာတာမျိုးပါဂတိနိမိတ်အာယုံဒါကတော့နောက်ဘဝရောက်မဲ့နေရာကိုကြိုမြင်ရတာပါနတ်ပြည်ရောက်မဲ့သူဆိုရင်နတ်ပုံနတ်နန်းတွေငရဲရောက်မဲ့သူဆိုရင်ငရဲမီးတွေကိုမြင်လာရတတ်ပါတယ်ဒီနေရာမှာဘေးကလူတွေကပြုပြင်ပေးဖို့အင်မတန်အရေးကြီးပါတယ်တေဂာနီလူကိုစိတ်ကြည်လင်အောင်တရားစကားပြောပေးတာသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုပြန်ပြောပြတာမျိုးလုပ်ပေးရပါမယ်ဘာလို့လဲဆိုတော့တေဂာနီစိတ်အခြေအနေဟာနောက်ဘဝကိုဆုံးဖြတ်ပေးလို့ပါပဲလူတယောက်တည်ပြီးတာနဲ့ဘလောက်ကြာမှနောက်ဘဝမှာပြန်ဖြစ်တာလဲဆိုရင်ဖြင့်
စုတေးစိတ်ချုပ်ပြီးတာနဲ့တကိုင်းနဲ့နောက်ဘဝမှာပฏิတန်သေးစိတ်ချက်ချင်းဖြစ်ပါတယ်အလင်းအိမ်တစ်ခုကနေနောက်အလင်းအိမ်ခုကိုကူးသွားသလိုမျိုးဂျားထဲမှာဟာကွက်မရှိပဲချက်ချင်းကူးပြောင်းသွားတာပါဒီနေရာမှာမိစ္ဆာအယူနှမျိုးရှိတတ်ပါတယ်တီဥစ္စေဓာတ်တွေထီတီရင်အကုန်ပြက်ပြီးဘာမှမရှိတော့ဘူးလို့ယူဆတာနှင်းတတ္တတတွေထီအသက်ကောင်အတ္တကြီးကနောက်ဘဝကိုပြန်ထွက်သွားတယ်လို့ယူဆတာစစ်မှန်တဲ့တဏ္ဍာယူကတော့အသက်ကောင်ကြီးကူးသွားတာမဟုတ်ပဲရှေ့စိတ်ကြောင့်နောက်စိတ်ထွက်ပေါ်လာတဲ့အကြောင်းအကျိုးဆက်ဆက်မှုသာဖြစ်တယ်လို့သိမြင်ခြင်းပါပဲကျွန်တော်တို့ဟာဘဝရဲ့နောက်ဆုံးအချိန်မှာအာယုံကောင်းတွေမြင်ရဖို့ဆိုရင်အခုလက်ရှိအသက်ရှင်နေစဉ်မှာကုသိုလ်ကောင်းမှုတွေကိုအမြဲပြုလုပ်နေဖို့လိုပါတယ်ဒါမှသာတေဂာနီးမှာကြည်လင်တဲ့ကတိနီးမိတ်တွေနဲ့အတူဘဝတစ်ကိုကောင်းမွန်စွာကူးပြောင်းနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာတော့တာမန်ဗုဒ္ဓဘာသာဝင်တွေကြားအတော်လေးနားလည်ရလွဲနေတဲ့အချက်တွေရှိနေတတ်ကြပါတယ်ဒါကိုဝေဝါးမသွားအောင်ဥပမာ2မျိုးအသုံးပြုကာရှင်းပြခြင်းပါတယ်ပထမဆုံးအယူမှာမိစ္ဆာအယူ2ခုကိုအရင်ကြည့်ရအောင်ပါ1ဥစ္စေတာဒိဋ္ဌိတည်ရင်အကုန်ပြတ်ပြီးဆိုတဲ့အယူအမှားဒါကတော့ဖုံးတစ်လုံးရိုက်ခွဲခံလိုက်တယ်လို့ယူဆလာပါဖုံးပြတ်သွားရင်အထဲကဒေတာတွေဆက်သွယ်မှုတွေအကုန်လုံးအပြည့်တိုင်းပျက်စီးသွားပြီးဘာမှမကြံလစ်တော့ဘူးလို့ယူဆလာမျိုးပါဒါဟာကံဤအကျိုးကိုလက်မခံတဲ့အယူအဆလွယ်မှားခြင်းဖြစ်ပါတယ်တကယ်တော့ဖုံးဆိုတဲ့ထုတိုက်ကြီးပျက်စီးသွားတာမှန်ပေမဲ့အထက်က SIM ကထဲကဒေတာတွေကတော့ကြံနေစမြဲပါမိမိပြုထားတဲ့ကုသိုလ်အကုသိုလ်တွေကတော့စီစဉ်မြဲကြံနေစမြဲပါပဲနှစ်တတ္တဒိဋ္ဌိဆိုတဲ့အယူမှားခြင်းဒီအယူရှိသူတွေကဘဝကူးတာကိုဥပမာမိသည့်အဟောင်းတဲကနန်းကျိုးလေးကိုထုတ်ပြီးမိသည့်အပစ်ထဲပြောင်းထည့်လိုက်တယ်လို့ယူဆတာပါမိသည့်ခွန်ရုပ်ခန္ဓာကသာကွဲသွားတာအလင်းလွတ်ပေးတဲ့နန်းကျိုးလေးအသက်ကောင်လေးကတော့မပျက်စီးပဲအကောင်အတိုင်းနောက်မိသည့်ထဲရောက်သွားတယ်လို့ထင်နေကြတာပါဘာလို့မှားတယ်လဲဆိုရင်အဲ့ဒီနန်းကျိုးလေးကဘယ်တော့မှမပြောင်းလဲပဲထာဝရတည်မြဲနေတယ်လို့ယူဆနေကြလို့ပါပဲဒါဟာအနိစ္စတရားသဘောနဲ့ဆန့်ကျင်နေပါတယ်ဒါတွေကိုဘလို့ရှုမြင်သင့်တယ်လဲဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်နည်းနဲ့ကြည့်ရပါမယ်ဗုဒ္ဓဘာသာရဲ့အယူအဆကတော့အဲ့ဒီနန်းကျိုးကြီးကူးသွားလာမဟုတ်ပါဘူးလျှက်စစ်စီးဆင်းမှု current flow ကြောင့်ဖြစ်ပေါ်လာတဲ့အလင်းတန်းနဲ့တူပါတယ်ဘဝဟောင်းမိဒီတလုံးတောက်ပနေတယ်လျှက်စစ်ဓာတ်ကံအရှိန်စီးနေတယ်တေဆုံးခြင်းမိဒီဟောင်းကွဲသွားပြီဒါပေမဲ့လျှက်စစ်စီးဆင်းမှုကံစွမ်းအင်ကတော့ရပ်တန့်မသွားပါဘူးဘဝတစ်အဲ့ဒီလျှက်စစ်စီးဆင်းမှုကတပြိုင်နက်တည်းမှာအနီးနားကတခြားမီးသည်ခန္ဓာကိုယ်အသစ်တစ်လုံးကိုတွားပြီးတောက်စေလိုက်တာပါဒီနေရာမှာအဓိကအချက်ကပထမမီးသီးကအလင်းနဲ့ဒုတိယမီးသီးကအလင်းဟာအတူတူပဲလားဆိုရင်မဟုတ်ပါဘူးဗျာမီးသီးအမျိုးအစားရုပ်ခန္ဓာမတူရင်အလင်းအယောင်ဆိုတဲ့အရာတွေပါပြောင်းသွားနိုင်တယ်လို့လျှက်စစ်အားကံအတက်အကျပေါ်မူတည်ပြီးအလင်းအမောင်လဲကွာသွားနိုင်ပါတယ်ဒါပေမဲ့ပထမမီးသီးရဲ့အရှိန်ဟုန်ကြောင့်ဒုတိယမီးသီးလင်းလာရတာဖြစ်တဲ့အတွက်အကြောင်းအကျိုးကတော့ဆက်ဆံနေပါတယ်ဖယောင်းတိုင်တစ်တိုင်ကနေနောက်တစ်တိုင်ကိုမီးကူးလိုက်တဲ့ဆိုပါစို့ပထမဖယောင်းတိုင်ရဲ့မီးတောက်ကြီးကဒုတိယဖယောင်းတိုင်စီကိုပြန်သွားတာလားဆိုရင်မဟုတ်ပါဘူးတတ္တဒိဋ္ဌိမဟုတ်ပါပထမမီးငင်းသွားတာနဲ့အကုန်ပြီးသွားတာလားဆိုရင်လည်းမဟုတ်ပါဘူးဒုတိယတိုင်မှာမီးဆက်တောက်နေလို့ဥစ္စေတဒိဋ္ဌိမဟုတ်ပါအမှန်တရားကတော့ပထမမီးတောက်ကိုအကြောင်းပြုပြီးဒုတိယမီးတောက်ဖြစ်ပေါ်လာတာပါဒါကိုမြင်သာအောင်နွားနုဥပမာနဲ့ရှင်းပြကြပါတယ်1နွားနုကနေဒိန်ချင်းဖြစ်လာတယ်2ဒိန်ချင်းကနေထောပတ်ဖြစ်လာတယ်မေးစရာကထောပတ်ဟာနွားနုလားဆိုရင်မဟုတ်ပါဘူးပုံတရာနဲ့အရသာဟာပြောင်းသွားပါပြီဒါဆိုထောပတ်ဟာနွားနုနဲ့မဆိုင်ဘူးလားဆိုရင်လည်းမဆိုင်တာမဟုတ်ပါဘူးနွားနုကိုအခြေခံပြီးဖြစ်လာလို့ပါပဲ
ဘဝကူပြောင်းလဲမှုတွေမှာလည်းအရင်ဘဝကငါဆိုတဲ့အစွဲကြီးအတိုင်းတစွေမတိမ်ပါသွားတာမျိုးမဟုတ်ပါဘူးဒါပေမဲ့အရင်ဘဝကပြုခဲ့တဲ့ကံအရှင်ဟုံတွေကနောက်ဘဝရဲ့စိတ်နေစိတ်ထားနဲ့ပုံတရံကိုပုံဖော်ပေးလိုက်တာဖြစ်ပါတယ်နွားနို့ကနေထောပတ်ဖြစ်သွားတယ်လို့မျိုးအနှစ်သာရချင်းဆက်ဆက်နေပြီမဲ့အခြေအနေအသစ်မှာပုံစံအသစ်နဲ့ဘဝကိုဆက်လက်လဲပတ်နေတာဖြစ်ပါတယ်ကျွန်ုပ်တို့ဟာတန်တရားဆိုတဲ့ဖြစ်စဉ်ကြီးလဲပတ်မှုတွေနဲ့ပြောင်းလဲမှုတွေကိုဘလို့အလိုမျိုးလုပ်တယ်လဲဆိုတာကိုလက်ရှိမိမိဖြစ်တည်နေတဲ့ယခုဘဝရုပ်ခန္ဓာစိတ်ဖြစ်စဉ်တွေအပေါ်မှတ်တိယုံနဲ့တင်တာတကပြူကလေးလာဆင်းချင်နိုင်ပါတယ်ကဲအတူလေးလာကြည့်ကြရအောင်ဗျာခန္ဓာကိုယ်လေးကဆဲလ်တွေဟာနေတိုင်းတည်လိုက်အသစ်ထစ်လိုက်နဲ့အမြဲလဲလွယ်နေတာပါအချမ်းပြင်းအဖင်ခုနှစ်တစ်ကြိမ်မှာခန္ဓာကိုယ်လေးကဆဲလ်အဟောင်းတွေအကုန်ကုန်ပွားပြီးဆဲလ်အသစ်တွေဖြစ်သွားတတ်ပါတယ်ဒါကြောင့်အသက်50အရွယ်ရှိတဲ့လူကြီးတစ်ယောက်ရဲ့အသားအယူအသွေးတွေဟာကလေးဘဝကအပိုင်းဆိုင်နေတဲ့တခုမှမဟုတ်တော့ပါဘူးရုပ်ခန္ဓာအသစ်ကြီးဖြစ်နေပါပြီစိတ်အစဉ်အရာကြည့်ရင်လေကလေးဘဝတုန်းကတည်တဲ့အသည့်ခံစားချက်ဝါသနာတွေနဲ့အခုအသက်50မှာရှိတဲ့အတွေ့အကြုံပညာအတွေးခေါ်တွေဟာလုံးဝကိုကွာခြားသွားပါပြီကလေးဘဝကစားခြင်းတဲ့စိတ်လေးတွေဟာအခုလူကြီးမင်းစီမှာမရှိတော့ပါဘူးအဲ့ဒီစိတ်ကလေးတွေကဖြစ်ပြီးတာနဲ့ပြတ်သွားပါပြီအခုရှိနေတာကစိတ်အသစ်တွေပါဒါဆိုရင်ဘာလို့ငါလိုပဲခေါ်နေတာလဲဒီနေရာမှာတခြားစီလည်းမဟုတ်ပါဘူးဆိုတဲ့အချက်ကအရေးကြီးပါတယ်ကလေးဘဝကငါကနေအခုအသက်50ကငါဖြစ်လာဖို့ကြားထဲမှာအဆက်မပြတ်စီစဉ်မှု continuity ရှိနေလို့ပါဥပမာကျွန်တော်တို့ဖန်သားပင်ပေါ်မှာမင်းသားတယောက်လမ်းလျှောက်နေတာကိုကြည့်နေရတယ်ဆိုပါစို့ပညာဝဟာရအရမင်းသားကလမ်းလျှောက်နေတယ်လို့မြင်တာဟာပညာပါဒါမှလည်းဇလန်းကိုနားလည်မှာကိုဗျာပရမတ်အမှန်တရားအရကြည့်ရင်တော့တကယ်တမ်းမှာတော့မင်းသားလည်းမရှိဘူးလမ်းလျှောက်နေတာလည်းမဟုတ်ပါဘူးအလွန်မြန်တဲ့နှုံးနဲ့တစ်ခုပြီးတစ်ခုလဲလွယ်ပြသနေတဲ့ pixel အလင်းဆက်လီတွေနဲ့ data တွေသာဖြစ်ပါတယ်။ရာဝတီမီကိုကြည့်ရင်မနေ့ကစီးသွားတဲ့ရေတွေနဲ့ဒီနေ့စီးနေတဲ့ရေတွေဟာမတူပါဘူး။ရေအသစ်တွေပါ။ဒါပေမဲ့ရေအဟောင်းကိုအကြောင်းပြုပြီးရေအသစ်ကဖတ်ချက်မကွာစီးစင်းနေလို့သာရာဝတီမြစ်လို့နာမည်တစ်ခုတည်းပေးထားတာပါ။ကျွန်တော်တို့ငယ်ငယ်ကမြင်ခဲ့တဲ့ရာဝတီမြစ်ဟာအခုအသက်50အရွယ်မှာပြန်ကြည့်လေရာဝတီမြစ်ပါပဲရေစီးစမ်းပုံမြစ်ကွေးပုံတွေကအတူတူပဲလို့ထင်နေရတော့ပါပဲဒါဟာနားလေလွယ်အောင်တတ်မှတ်ရုံမျှမှတ်ထားတဲ့အမီနာမတတ်ပြညတ်ပါပရမတ်အမီအမှန်တရားအရကြည့်ရင်တော့တကယ်တမ်းမှာတော့ရာဝတီမြစ်ထဲမှာမနေ့ကဆိုတဲ့ရေတစ်စက်မှမရှိတော့ပါဘူးရေအသက်တွေကအဆက်မပြတ်အစားထိုးစီးစင်းနေတာပါမြေကမ်းပါဆိုတဲ့မြေကြီးတွေဟာလေတိုက်စားခံရအသစ်တင်လာနဲ့ပြောင်းလဲနေပါတယ်မြစ်ဆိုတာအရာဝတ္ထုတစ်ခုမဟုတ်ပဲရေအသစ်တွေဒေသဆက်စီးစင်းနေတဲ့ဖြစ်စဉ်ကြီးတစ်ခုသာဖြစ်ပါတယ်လူကြီးမင်းရဲ့ဘဝကိုဒီမြစ်ဥပမာနဲ့ပြန်နှိုင်းယှဉ်ကြည့်ရအောင်ပါပညာအရာတော့ကလေးဘဝကမောင်ဖြူဟာအခုအသက်50အရွယ်ဦးဖြူဖြစ်လာတာပါမှတ်ပုံတင်လည်းဒီတစ်ခုတည်းမိဘကလည်းဒီလူတွေပဲမို့လို့လူတစ်ယောက်တည်းလူသတ်မှတ်ရပါတယ်ဒါမှလည်းလောကမှာအလုပ်လုပ်လူရမှာပါပရမတ်အရာကြည့်ရင်တော့ကလေးဘဝကရုပ်တွေဟာအကုန်ချိုးပြတ်သွားပါပြီအဲ့ဒီတုန်းကစဉ်းစားတဲ့စိတ်လေးတွေလည်းမရှိတော့ပါဘူးအခုအသက်50အရွယ်မှာရှိနေတာဟာအသက်ဖြစ်ပေါ်နေတဲ့ရုပ်နဲ့စိတ်တွေပါအဓိကအချက်ကကလေးဘဝကနာနဲ့အခုငါဟာအတူတူမဲ့တာဆိုရင်မဟုတ်ပါဘူးအကုန်အသစ်တွေဖြစ်နေလို့ပါဒါဆိုတခြားစီလားဆိုရင်လည်းမဟုတ်ပြန်ပါဘူးကလေးဘဝကလက်ခဲ့တဲ့ကံတွေသင်ခဲ့တဲ့ပညာတွေကအခုအသက်50အထိအရှိန်ဟုန်အနေနဲ့ပါလာလို့ပါကျွန်တော်တို့တွေဟာကလေးဘဝကရုပ်နံအစဉ်တန်းဒီတရဇက်စီးစင်းလာရင်းနဲ့အခုအသက်50ဆိုတဲ့အရွယ်ကိုရောက်လာတာပါပညာအရာဆိုရင်တော့
လူကြီးမင်းဟာတူးတယ်ပါပရမတ်အရာဆိုရင်တော့လူကြီးမင်းဟာစက္ကန့်တိုင်းမှာအသစ်ထင်နေတဲ့ဖြစ်စဉ်ကြီးတစ်ခုသာဖြစ်ပါတယ်အနည်းချုပ်ရရင်တော့ကျွန်တော်တို့ဟာမနေ့က9000မဟုတ်တော့ပါဘူးစက္ကန့်တိုင်းမှာရုပ်ရောစိတ်ရောအသစ်တွေပြောင်းလဲနေတာပါဒါပေမဲ့အဲ့ဒီအပြောင်းလဲတွေကြားမှာကံနဲ့အတွေ့အကြုံဆိုတဲ့ data တွေကတော့အဆက်မပြတ်ပါလာပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအတိတ်ကငါဆိုတာကိုစုပ်ကိုမကင်ပဲအခုလက်ရှိအခိုက်အတန့်မှာအကောင်းဆုံးဖြစ်အောင်နေထိုင်တာကပိုပြီးအရေးကြီးတာဖြစ်ပါတယ်လာမယ့်နောက်ထပ်ဘဝကိုပြေးမြော်ကြည့်ရှာမလိုအောင်ပဲယခုဘဝမှာကလေးကရုပ်ပြောင်းစိတ်ပြောင်းဖြစ်စဉ်ကြီးကရှိနေလို့ပါပဲပညာကိုသိရင်လောကမှာအစဉ်ပြေပြေနေထိုင်နိုင်ပြီးပရမတ်ကိုသိရင်တော့အစွဲအလန်းတဲ့ကင်းစင်ပြီးငြိမ်းချမ်းမှုရှိရာသူတော်စင်တို့အယက်ဌာနေကိုရရှိနိုင်ပါတယ်ဗျာကျွန်တော်တို့ရဲ့ဒီနေ့ခေတ်မှာတော့ DNA တွေမျိုးဗီဇတွေအကြောင်းကိုသိပ္ပံနည်းကျဖြင့်နားလည်နိုင်နေကြပါပြီဆေးစစ်ခက်များဖြင့်အတိအကျခန့်မှန်းနိုင်ကြပါပြီဒါပေမဲ့သိပ္ပံပညာကမဖြေနိုင်သေးတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘာလို့ငါဟာဒီမိဘစီမှာလူလာဖေးရတာလဲပေါ့ဘာလို့ငါရဲ့ပုံစံဟာတခြားသူတွေနဲ့မတူပဲကွဲပြားနေရတာလဲဆိုတဲ့အချက်ပါအခုအပိုင်းကတော့ဘဝတစ်ခုရဲ့အစာပြုပုံနဲ့ပဋိသန္ဓေရဲ့လူဝက်ချက်တွေကိုမြတ်ဗုဒ္ဓရဲ့တရားဓမ္မအမြင်တွေနဲ့အသေးစိတ်အတူတဝလေ့လာကြည့်အောင်လားဗျာတဲ့ပဋိသန္ဓေအထိပဲပဋိသန္ဓေဆိုဒီမှာတဖန်ပြန်လဲဆက်ချင်းလို့အထိပဲရပါတယ်ဘဝဟောင်းမှာစုသေးစိတ်ချုပ်ပြောက်ပြီးနောက်ဘဝတိဤပထမဦးဆုံးသောစိတ်ဝိညာဉ်ပေါ်ထွန်းလာကဘဝဟောင်းနဲ့ဘဝတိကိုဆက်ပေးခြင်းဖြစ်ပါတယ်နှစ်ဥပပတ်ပဋိသန္ဓေအမိဝင်ဥသို့မဟုတ်အညစ်အကြေးတို့ကိုအမိမပြုတ်ပဲအတိတ်ကံဤအရှင်ကြောင့်ခဏချင်းကိုထင်ရှားပေါ်လာသောပဋိသန္ဓေမျိုးဖြစ်ပါတယ်သူတို့ကတော့နတ်ပြမငရဲထတဝါပိတာဘဝဦးစား၌ပေါ်လာသောအတုရာကာရဲ့များဖြစ်ကြပါတယ်ငရဲပိတာတို့ဟာလည်းအကုသိုလ်ကံအရှင်ကြောင့်ချက်ချင်းငရဲသားအဖြစ်သို့မဟုတ်ပိတာအဖြစ်ပေါ်လာပါတယ်၃တန်တေတစပဋိသန္ဓေအပုပ်နဲ့ရှိသောအညစ်အကြေးများရေပုံများတစ်ပင်ပန်းမှန်ဟင်းသီးဟင်းရွက်စားသည့်အဆိုးဓာတ်ရှိသောနေရာများတွင်အမိပြု၍ဖြစ်ပေါ်လာသောပဋိသန္ဓေမျိုးဖြစ်ပါတယ်ဥပမာပိုးလောင်လံရင်ကောင်းအချွတ်၄အန္တဇပဋိသန္ဓေအမိဝင်းမှထွက်လာခြင်းကဥအဖြစ်ထွက်လာပြီးမှပြင်ပရောက်မှအကောင်အဖြစ်ပေါက်ဖွာလာသောပဋိသန္ဓေမျိုးဖြစ်ပါတယ်ဗျာဥပမာငှက်ကြက်ငါမွေစသည်ငါဇလာဘူးဇပဋိသန္ဓေအမိဝင်းအတွင်းရှိသားရင်အချင်းတိုင်း၌အောင်း၍မွေးဖွာလာသောပဋိသန္ဓေမျိုးဖြစ်ပါသည်ဥပမာလူနွားမြင်းစင်စသည်နို့တိုက်တတ်တော်များပါပဲဒီဇလာဘူးဇပဋိသန္ဓေနေခြင်းအကြောင်း၃ပါးရှိပါတယ်လူသားတယောက်ဇလာဘူးဇပဋိသန္ဓေတည်ရန်အချက်၃ချက်စုံရပါတယ်၁အမိခင်၌ဥကြွေခြင်းဓမ္မတာလာခြင်းဖြစ်ခြင်း၂မိဘနှစ်ပါးတန်ဝါဒပြုခြင်း၃ပဋိသန္ဓေနေမိတတ္တဝါကံတတ်ဖာရောက်ရှိလာခြင်းစိတ်အရှင်ကူးဆက်ခြင်းကလလရေးကြည်ပမာဏတတ္တဝါတူဘဝစတင်ချိန်တွင်ဖြစ်ပေါ်သောအလုံသီးငယ်သည့်အရေးစက်ကိုကလလရေးကြည်လို့ခေါ်ပါတယ်ရောင်းဤပမာဏမှာသုံးမွေးမြင့်လေးတစ်ခုကိုစီကြီးနှမ်းစီတဲ့နှိပ်၍သုံးချိန်ခါလိုက်ရင်ကြံရစ်သောစီဇက်ကလေးပမာဏများသာရှိပါတယ်ပုံစံဟာနောက်ကြည့်မရှိပဲအလွန်ကြည်လင်တောက်ပသောစီဇက်ကလေးနဲ့တူပါတယ်အဘိဓမ္မာအရာတော့ဒီရေးကြီးစက်ကလေးထဲမှာတင်ဘဝအတွက်လိုအပ်တဲ့ကံကြောင့်ဖြစ်တဲ့ရုပ်တွေကမ္မဇာရုပ်တွေစတင်ကိန်းအောင်နေပြီဖြစ်ပါတယ်ကလလပထမပတ်အလွန်ကြည်လင်သောစီဇက်ကလေးပမာဏအဝတ္တုဒုတိယပတ်
စင်စေးရည်အစင်ရှိသောအဖကလေးထင်လာခြင်းပေတိတတိယပတ်ခဲပြကြီးလာသောအသားဆိုင်ခဲတံချောင်းတရံထင်လာခြင်းကနစတုချပတ်ကျက်ဥတရံအသားခဲထင်လာခြင်းပတာခပြင်စမပတ်ဥဟောင်လက်နှစ်ဖြာခြေနှစ်ဖြာဆိုတဲ့ခတ်မှာငေါဖြာစတင်ပို့ထွက်လာခြင်းရှေ့မိဘနှင့်တူရခြင်းအကြောင်းရင်းကလလရည်ကြီးသည်မိမိပြုခဲ့သောကံကြောင့်ဖြစ်ရတော့လေသူရဲ့ရုပ်အစုဝေးဟာမိဘ၏ဥနှင့်ထုတ်ပို biological elements ကိုအခြေခံ၍ဖြစ်တည်လာရတာကြောင့်မိဘ၏မျိုးဗီဇအသွေးအသားပုံတရံတို့နှင့်တူညီတဲ့ချင်းဖြစ်ပါတယ်ဗျာကိုပုဂ္ဂိုလ်၄မျိုးနှင့်သူဂတိအဟိတ်ပုဂ္ဂိုလ်၄မျိုးမှာတစ်ဒုဂတိအဟိတ်နှစ်သူဂတိအဟိတ်သုံးဒဝိဟိတ်လေးတိဟိတ်တို့ဖြစ်ကြပါသည်သူဂတိအဟိတ်ကုသိုလ်ကံအားနည်းစွာဖြင့်လူပီသို့မဟုတ်စတုမဟာရာဇစ်နတ်ပြည်၌ဖြစ်လာသူများဖြစ်ကြပါသည်ထိုသူတို့ဟာမွေးရပါစွန့်အားနားမချအကန်းသူများဖြစ်တတ်ကြပါသည်အင်မတန်တန်ဝေကကလေးစရာကောင်းပါတယ်နတ်ပြည်စတုမဟာရာဇစ်ဘုံဆိုတာတောင်မှအတိတ်ကကုသိုလ်ကံအင်မတန်အားနည်းခင်သူဂတိအဟိတ်ဆိုတဲ့ပုဂ္ဂိုလ်အဆင့်နဲ့နေရတတ်ပြီးမွေးရပါစွန့်အားနားမချဖြစ်ရတဲ့နတ်တွေရှိနိုင်တယ်လို့ဆိုထားပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာနတ်ပြည်ရောက်ဖို့ထက်ပိုပြီးမြင့်မြတ်တဲ့ဉာဏ်ပညာနဲ့ယဉ်တဲ့သူတော်စင်လမ်းစဉ်ကိုရှောင်လန်းကြဖို့လိုတာပါဗျာ10ဒဝိဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်းအကြောင်းအလှူဒါနပြုစဉ်ကပညာမပါဘဲဝမ်းမြောက်ယုံသို့မဟုတ်မထပ်တန်ပဲပြုခဲ့သောကုသိုလ်ကြောင့်ဒဝိဟိတ်ဖြစ်ရပါသည်သူတို့မှာတော့အလောဘအဒေါသဟုသောဟိတ်နှစ်ပါးသာပါသဖြင့်အမောဟပညာဟိတ်မပါသောကြောင့်ဤဘဝတွင်ဇံမတ်ဖို့မရနိုင်ခြင်းဖြစ်ပါတယ်13တိဟိတ်ဖုတ်ကိုနှင့်ဇံမရခြင်းအကြောင်းအလောဘအဒေါသအမောဟပညာဟူသောဟိတ်သုံးပါးစုံလင်စွာပြုခဲ့သောကုသိုလ်ကြောင့်တိဟိတ်ဖြစ်ရပါသည်ယခုကာလတွင်တိဟိတ်များရှိတော်လဲဇံမရခြင်းမှာ1နီးလန်းမှန်စွာအာမထုတ်ခြင်းပယောဂဝိပတ္တိ2အာယုံကာမဂုဏ်များ၌သာစိတ်ပြောင်းလဲခြင်း3အန္တရာယ်ပြုမိအာကုသိုလ်ကံတစ်ခုခုအန္တရာယိကဓမ္မရှိနေခြင်းတို့ကြောင့်ဖြစ်ပါတယ်12အရိယာပုဂ္ဂိုလ်ရှိရောက်1သောတာပတ္တိမဂ္ဂထံ2သောတာပတ္တိဖလထံ3တက္ကဒဂါမိမဂ္ဂထံ4တက္ကဒဂါမိဖလထံ5အနာဂါမိမဂ္ဂထံ6အနာဂါမိဖလထံ9အဟရတမဂ္ဂထံ10အဟရတဖလထံတို့ဖြစ်ပါသည်73စင်းရဲချမ်းသာအရှင်းလှမလှကွဲပြားခြင်းအကြောင်းတရဝါတို့တဦးနှင့်တဦးကွဲပြားခြင်းမှာအတိတ်ဘဝများစွာကပြုခဲ့သောကံမဝိသေသကြောင့်ဖြစ်ပါတယ်ဥပမာဒေါသကြီးလင်အစင်းမလှခြင်းဒါနနဲလင်ဆင်းရဲခြင်းတီလရှိလင်အစင်းလှခြင်းစသည်ဖြင့်မိမိတို့၏စေတနာအတိုင်းတာအလိုက်ကွဲပြားခြင်းဖြစ်ပေါ်ပါတယ်ဆွေးနွေးခဲ့တဲ့အချက်73ချက်ကိုပြန်ကြည့်ရင်ဘဝဆိုတာတိုက်ဆိုင်မှုတသက်မဟုတ်ဘူးဆိုတာထင်ရှားပါတယ်တဲ့ဘဝဆိုတာအရှိန်အဟုန်တစ်ခုကျွန်တော်တို့ဟာကလလရေးကြီးဆိုတဲ့စီဇက်ကလေးဘဝကနေစတင်ခဲ့ရပြီမဲ့အဲ့ဒီအထက်မှာအတိတ်ကံဆိုတဲ့အရှိန်အဟုန်တွေပါလာခဲ့ပါတယ်အရာဝတီမိကြီးဟာအတစ်တွေအမြင်လဲနေပေမဲ့မြစ်ကြောင်းအတိုင်းစီးဆင်းနေတယ်လို့ပဲကျွန်တော်တို့ဟာလည်းယုံနံအတစ်တွေနဲ့ဘဝအတစ်ကိုပဋိတန်တွေတရားထိုးပြီးဆက်လာခဲ့ကြတာပါနဲ့ဒီဇိုင်နာကမိမိကိုယ်တိုင်ပါပဲကျွန်တော်တို့ဘာကြောင့်ရုပ်ရည်မတူတာလဲဘာကြောင့်စင်းရင်ချမ်းသာကွဲပြားတာလဲဆိုတဲ့မိခွန်းရဲ့အဖြေဟာမိမိပြုခဲ့တဲ့စေတနာပါပဲမိဘဗီဇ DNA ကပုံတရံကိုဖော်ပေးပေမဲ့အဲ့ဒီခန္ဓာကိုယ်ကြီးထဲကနေခံစားစံစားရမယ်ကံကြမ္မာကိုတော့ကိုယ်တိုင်ပဲရည်ဆွဲခဲ့တာဖြစ်ပါတယ်3လက်ရှိအခိုက်အတန့်ရဲ့တန်ဖို့အခုအသက်အရွယ်ကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ဟာတိဟိပုတ်ကိုပညာပါတဲ့သူဖြစ်နေပါလျက်နဲ့ဘာလို့တရားဓုတွေမရကြသေးတာလဲဆိုတာ
ပြန်ဆင်ခြင်းဖို့လိုပါတယ်အထင်ဘက်ကအာယုံတွေနဲ့အန္တရာယိကဓမ္မလို့ခေါ်တဲ့အဟန့်အတားတွေကိုအတိညာဉ်နဲ့ဖယ်ရှားနိုင်မှသာဘဝမြင့်ဤဟာကြည်လင်တဲ့ပင်လေပင်စီကိုစီးဝင်နိုင်မှာပါနေကုံချုပ်ရဲ့အင်းကျွန်တော်တို့ဟာဘယ်လိုပုံစံနဲ့ပဲပဋိသန္ဓေနေခဲ့အတိကံကိုပြင်လို့မရတော့ပေမဲ့အနာဂတ်ပဋိသန္ဓေကိုတော့အခုလက်ရှိပယောဂတံပတိဝရိယနဲ့အားထုတ်မှုနဲ့လှပအောင်ပြင်ဆင်နိုင်ပါတယ်တေဂာနီမှာအာယုံကောင်းတွေထင်လာဖို့ဆိုတာအခုလက်ရှိနေထိုင်တဲ့စက္ကန့်တိုင်းမှာစိတ်ကိုဖြူစင်အောင်ကြင်ကြံနေခြင်းကသာအကောင်းဆုံးပြင်ဆင်မှုဖြစ်ပါတယ်ဗျာကျွန်တော်တို့အသက်အရွယ်တန်းတစ်ခုကိုရောက်လာရင်ခန္ဓာကိုယ်ကြီးကအရင်လိုမဟုတ်တော့ပဲဖောက်ပြန်လာတာတတိထားမိမှာပါအဲ့ဒီလိုဖောက်ပြန်တတ်တဲ့သဘောကိုပဲရုပ်လို့ခေါ်တာပါဒီနေ့မှာတော့ကျွန်တော်တို့ခန္ဓာကိုယ်အင်ကြီးမှာအရေးတကြီးတည်ထားရမယ့်ရုပ်19ပါးရဲ့အကြောင်းကိုတစ်ခုချင်းစီတိတိကျကျဆွေးနွေးတာပါမယ်ရုပ်တရားအလုံးပေါင်းရင်28ပါးရှိပေမဲ့ကျွန်တော်တို့လူသားတယောက်ရဲ့ဘဝမှာအဓိကအလုပ်လုပ်နေပြီးအရေးတကြီးတည်ထားရမယ့်ရုပ်ကတော့19ပါးပဲရှိပါတယ်1ပထဝီရုပ်မြေဓာတ်ဒါကတော့ခန္ဓာကိုယ်ရဲ့အမာခံအခဲဓာတ်ပါသူ့အပေါ်မှာတခြားရုပ်တွေကမိတွေ့နေရတာပါ2အာပေါရုပ်ရေဓာတ်ခန္ဓာကိုယ်ထဲကအရည်ဓာတ်တွေဖြစ်ပြီးရုပ်အစုအဝေးတွေကိုမပြန့်ထွက်အောင်ဖွဲ့စည်းပေးထားပါတယ်3တေဇောရုပ်မီးဓာတ်ခန္ဓာကိုယ်ကိုပူစေပြေးစေတဲ့ဓာတ်ပါအေးတဲ့မီးတီတော့နဲ့ပူတဲ့မီးအုံနာဆိုပြီးနှမျိုးရှိပါတယ်ဝါယောရုပ်လေဓာတ်ထောက်ကန်းလှူရှားစေတဲ့ဓာတ်ပါအထက်တက်လက်လေးအောက်တက်တက်လေးစသဖြင့်6မျိုးတောင်ရှိပါတယ်ငါစက္ခုပတာရရုပ်ပါမျက်လုံးအိမ်အတွင်းမှာရှိတဲ့မျက်စိအကြည့်ရုပ်ပါအပြင်ကအစင်းအာယုံကိုဖမ်းယူပေးပါတယ်6သောတာပတာရရုပ်ပါနားအတွင်းမှာရှိတဲ့နားအကြည့်ရုပ်ပါအပြင်ကအတန်အာယုံကိုသိရှိစေပါတယ်9ကာနပတာရရုပ်ပါနှာခေါင်းအတွင်းမှာရှိတဲ့နှာခေါင်းအကြည့်ရုပ်ပါအနံ့အာယုံကိုသိရှိစေပါတယ်အခုလိုတရားဓမ္မနဲ့ခေတ်သစ်အမြင်ဗီဒီယိုလေးတွေကိုနှစ်သက်တဲ့ဆိုရင်ကျွန်တော် channel လေးကတင်ထားတဲ့ဗီဒီယိုအားလုံးကိုတစုတစည်းတဲ့အဆက်မပြတ်နားဆင်နိုင်ဖို့ playlist စုစည်းပေးထားပါတယ် channel ရဲ့ playlist tab ထဲမှာဝင်ရောက်ပြီးအလုပ်လုပ်ရင်းဖြစ်စေအိယာဝင်ကာနီးမှာဖြစ်စေအေးလူလူတပုတ်ပြီးတပုတ်အလိုလျောက်နားဆင်ချင်တဲ့ဆိုရင်တော့အဲ့ဒီ playlist လေးကိုနှိပ်ပြီးနားဆင်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာရှေ့စီဝါပတာရယုတ်လျှာအလေးမှာရှိရဲ့လျှာအကြည့်ယုတ်ပါအရာတာကိုသိရှိစေပါတယ်ကူကာယပတာရယုတ်ခန္ဓာကိုယ်တစ်ခုလုံးအသားနုများမှာရှိတဲ့ကိုယ်အကြည့်ယုတ်ပါအတွေ့အထိကိုသိရှိစေပါတယ်30ရူပယုတ်အစင်မျက်စိနဲ့ကြည့်လို့ရတဲ့အရာဝတ္ထုတွေရဲ့အစင်တရံပါ17တဒယုတ်အတန်နားနဲ့ကြားရတဲ့အတန်အာယုံအမျိုးမျိုးဖြစ်ပါတယ်12ကန္ဓာယုတ်အနတ်နှာခေါင်းနဲ့ရှူရှဲလို့ရတဲ့အနံ့အာယုံဖြစ်ပါတယ်73ရတယုတ်အရသာလျှာနဲ့မီးဆန်းလို့ရတဲ့ချိုးချင်းဖန်ခါစတဲ့အရသာတွေပါ14အိဋ္ဌိဘာဝယုတ်မိမအဖြစ်ကိုကွဲပြားထင်ရှားစေတဲ့ယုတ်တရံနဲ့အမှုရာတွေပါ15ဥရိစဘာဝယုတ်ရုပ်ချမ်းအဖြစ်ကိုကွဲပြားထင်ရှားစေတဲ့ရုပ်တရံနဲ့အမှုရာတွေပါ16ဟတယဝတ္ထုယုတ်နှလုံးအိမ်အတွင်းကတွေးကိုအမိပြီးကျွန်တော်တို့ရဲ့စိတ်တွေတရားနေရဖြစ်ပါတယ်19ဇီဝိတယုတ်ရုပ်မှာအသက်မရှိပေမဲ့ဒီရုပ်ကတော့ရုပ်အစုဝေးတွေကိုမပျက်စီးအောင်စောင့်ရှောက်ပြီးရဲ့အသက်ရှင်မှုပါ18ဩဇာယုတ်အာဟာရစားသမားအစားအစာကရတဲ့အားအင်ဓာတ်ဖြစ်ပြီးခန္ဓာကိုယ်ကြီးဆက်လက်တည်မြဲအောင်ထောက်ပံ့ပါတယ်19အာကာသယုတ်ဟင်းလင်းပြန်ယုတ်ကလအစုအဝေးတစ်ခုနဲ့တစ်ခုကြားနာရှိတဲ့ကြားပေါက်ဟင်းလင်းပြန်လေးတွေဖြစ်ပါတယ်ဗျာဒီယုတ်တွေကတဆင့်တန်ဝေကယူเสียအချက်3ချက်ကိုဆွဲထုတ်ပြရရင်တော့ကျွန်တော်တို့ကငါခြေတော့ငါလက်ငါမျက်စိလို့အစွဲပြုနေပြီမဲ့တကယ်တမ်းကျတော့ရုပ်19ပါးရဲ့အစုအဝေးကလတ်တွေသာဖြစ်ပါတယ်တဆင့်မျက်စိကမျက်စိအလုပ်လုပ်တယ်နှလုံးကနှလုံးအလုပ်လုပ်တယ်ဘယ်ရုပ်ကမှ
ငါခိုင်းတယ်လို့မလုပ်ပါဘူးသူတို့ဘာသူတို့အကြောင်းတရားကံစိတ်ဥတုအာဟာရပြည့်စုံတဲ့၍သာလေပတ်နေကြတာပါငါဆိုတဲ့အစွဲကိုခွာချဖို့အကောင်းဆုံးသင်ခန်းစာပါပဲနိမခိုင်မြင်တဲ့အရွယ်မှာရုပ်တွေဟာတိတိတသာဖောက်ပြန်လာပါပြီဝမ်းမီပါစကတေဇောအားနဲ့လူအစားမကျဲတော့တာလေဝါရောမလျှောက်လို့ညောင်းညာလာတာတွေဟာရုပ်ရဲ့သဘောအတိုင်းပျက်စီးခြင်းစီဦးတည်နေတာပါဒီရုပ်ခန္ဓာကြီးဟာအမြဲတမ်း maintenance ပြုပြင်နေရတဲ့အိမ်အောင်ကြီးနဲ့တူပါတယ်ဘလောက်ပဲကောင်းကောင်းကျွေးကျွေးဘလောက်ပဲလမ်းလျှောက်လျှောက်ဒီနေ့မှာတော့ဒီရုပ်19ပါးလုံးဟာတို့တွေကိုစွန့်ခွာသွားကြမှာပဲဖြစ်ပါတယ်၃ကျွန်တော်တို့ရဲ့ရုပ်ကိုကံစိတ်ဥတုအာဟာရကစီမံနေပါတယ်အတိတ်ကကံကြောင့်ဒီရုပ်ကိုရခဲ့ပြီမဲ့အခုလက်ရှိစိတ်နဲ့အာဟာရကိုတော့ကိုယ်တိုင်ပြုပြင်လို့ရပါတယ်စိတ်ညစ်ရင်ရုပ်တွေနွမ်းလဲသွားသလိုစိတ်ကြည်လင်ရင်ရုပ်တွေလန်းဆန်းသွားပါတယ်ဒါကြောင့်ကြံရှိနေတဲ့စက်တန်းမှာဒီရုပ်အိမ်ကြီးကိုအကုသိုလ်စိတ်တွေနဲ့မဖြတ်စည်းပဲကုသိုလ်စိတ်ဟတရဝုထုမှာကင်းတဲ့စိတ်နဲ့အလှချင်သွားဖို့တန်ဝေကယူတတ်ပါတယ်ဗျာဟတရဝုထုဆိုတာနှလုံးအိမ်အတွင်းကသွေးကိုအမိပြုပြီးဖြစ်ပေါ်နေတဲ့ရုပ်တစ်မျိုးပါစိတ်ဆိုတာလေထဲမှာပေါ်နေတာမဟုတ်ပါဘူးသူနားခိုးဖို့အိမ်တစ်လုံးလိုပါတယ်အဲ့ဒီအိမ်ကတော့ကျွန်တော်တို့ရင်ဘက်ထဲကနှလုံးအိမ်ပါပဲနှလုံးတုံရင်စိတ်လှုပ်ရှားတယ်လို့စိတ်ဆိုးရင်နှလုံးခုန်မြင်တာဟာဒီဟရယဝိထုယုံနဲ့စိတ်တို့တထထဲကြောက်နေလို့ပါပဲသဘောတရားဆိုတာစိတ်ဆိုတာအာယုံကိုတည်တတ်တဲ့သဘောနန်းသဘောပါသူကဟရယဝိထုဆိုတဲ့အိမ်ကိုအမိပြုပြီးမှကျွန်တော်တို့ကိုတွေးခိုင်းတယ်ပျော်ခိုင်းတယ်ဝမ်းနေခိုင်းတယ်စိတ်ကအိမ်ရှင်ဆိုပေမဲ့သူကလည်းအမြဲမနေပါဘူးစကန်ပိုင်းအတွင်းမှာတဲ့အိမ်ရှင်အသစ်တွေစိတ်အသစ်တွေကလေးမကပြောင်းလဲနေတာပါဒါကြောင့်ငါစိတ်လို့စုပ်ကင်ထားလို့မရပါဘူးအသက်အရွယ်လိုက်ဖြစ်တည်မှုတွေဆိုတာဒီရုပ်19ပါးရဲ့ဖုတ်ပြမှုကိုလက်ခံရမယ့်အရာတွေပါဒီရုပ်အိမ်ကြီးပျက်စီးမသွားခင်မှာမပျက်စီးနိုင်တဲ့ဓမ္မဆိုတဲ့အနှစ်သာရကိုရှာဖွေကြပါကျွန်တော်တို့အခုထိပြောပြခဲ့တဲ့အကြောင်းအရာတွေကိုပြန်ခြုံကြည့်ရင်ဘဝဆိုတာတကယ်တော့ဘစ်ကားတွေအဆင့်ဆင့်ပြောင်းစီးနေတဲ့ခရီးစဉ်တစ်ခုလိုပါပဲကျွန်တော်တို့အားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကာလတစ်ခုစီမှာတိုးမွေးမြင်ဖျားကစီဇက်ကလေးလောက်ပဲရှိတဲ့ကလနရေးကြည်လေးဘဝကနေခရီးစခဲ့ကြတာပါအဲ့ဒီတင်းငယ်လုံးနဲ့အဆက်ကလေးတွေမှာကျွန်တော်တို့ပြုခဲ့တဲ့ကံတွေပါရမီတွေအကုန်လုံးဗီဇဒေတာအနေနဲ့ပါလာခဲ့ရပါတယ်အဲ့ဒီအဆက်ကလေးကနေဒီနေ့မြင်နေရတဲ့ခန္ဓာကိုယ်ကြီးဖြစ်လာဖို့ရုပ်တရားတွေကဝိုင်းဝန်းတိဆောက်ပေးခဲ့ကြပါတယ်မြေရည်မီးလေဆိုတဲ့အမာခံတိုင်ကြီးတွေစိုက်ထူတယ်မျက်စိနားနှာခေါင်းဆိုတဲ့ပတင်းပေါက်တွေဖွင့်တယ်နှလုံးအိမ်ထဲမှာဟရယဝိထုဆိုတဲ့စိတ်နာခိုးရအခန်းလေးကိုဖန်တီးခဲ့ကြတာပေါ့ဒါပေမဲ့အသက်အရွယ်ရောက်လာတဲ့အခါမှာဒီခန္ဓာအိမ်ကြီးကအရင်လိုမဟုတ်တော့ပဲဖောက်ပြန်လာတာကိုကျွန်တော်တို့လက်ခံရပါလိမ့်မယ်ဝမ်ဘီတွေအားနေလာလို့အစာမကျဲတော့တာလေဓာတ်တွေမလျှောက်တော့လို့ညောင်းညာလာတာတွေဟာရုပ်ရဲ့သဘောအတိုင်းပျက်စီးခြင်းစီဦးတည်နေတာပါဒါဟာကျွန်တော်တို့ကိုတတိပေးနေတာပါဒီအိမ်ကြီးဟာခဏငားနေတာပဲမင်းအမြဲပိုင်တာမဟုတ်ဘူးလို့ပြောနေတာနဲ့တူပါတယ်အရေးကြီးဆုံးကတော့ဒီခန္ဓာအိမ်ကြီးမပြိုလဲခင်မှာအိမ်ထဲမှာရှိတဲ့စိတ်ကိုကုသိုလ်တရားတွေနဲ့အလှဆင်းတော့ဖို့ပါပဲအတိတ်ကကံကြောင့်ဒီရုပ်ကိုရခဲ့ပြီမဲ့အခုလက်ရှိစိတ်နဲ့အာဟာရကိုတော့ကိုယ်တိုင်ပြုပြင်လို့ရပါတယ်စိတ်ကိုဖြူစင်အောင်ထားမယ်လေးလျှောက်အောင်လမ်းလျှောက်ပေးမယ်ဆိုရင်ဒီအိမ်ကြီးကိုကြမ်းကြမ်းမာမာနဲ့အသုံးချနိုင်ပါသေးတယ်ဘဝဆိုတာခဏတာငားတန်းထားတဲ့အိမ်တစ်လုံးပါအိမ်ဟောင်းပေမဲ့စိတ်သစ်နဲ့နေထိုင်တတ်ရင်ဘဝဟာအမြဲတမ်းအေးချမ်းနေမှာဖြစ်ပါတယ်လို့ဆုတောင်းပေးရင်ဒီအကြောင်းအရာလေးကိုအစအစုံနားဆင်ပြီးသွားတဲ့အခါမှာအခုအချိန်မိတ်ဆွေရဲ့စိတ်အစဉ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်လေးတွေကို comment မှာရေးသားမျှဝေပေးခဲ့ပါအောင်ဗျာမိတ်ဆွေတို့ရဲ့ comment တစ်ခုချင်းစီဟာကျွန်တော်ရဲ့နောက်ထပ် podcast တစ်ခုအတွက်အဖိုးတန်တဲ့ခေါင်းစဉ်သစ်တွေဖြစ်လာနိုင်ပါတယ်ခင်ဗျာအခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကတန်ထွတ်တစ်စိတ်တစ်ဒါပဲဖြစ်ဖြစ်ခွန်အားဖြစ်စေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါမှသာနောက်မှတင်ဆက်ပေးမယ့်စိတ်ခွန်အားဖြင့်ဓမ္မရတ္တတွေနဲ့
ခစ်တဲ့အမြင်တွေကိုလက်မလွတ်တမ်းနားဆင်နိုင်မှာဖြစ်ပါတယ်။သင်ရဲ့ subscribe တခုဟာကျွန်တော်တို့အတွက်တော့ဒီလိုအနှစ်သာရရှိတဲ့ content တွေဆက်လက်ဖန်တီးဖို့အကြီးမားဆုံးအားစီးတစ်ခွက်ပါပဲ။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေခင်ဗျာ။